ဒီကနေ့1385ခုတကူလာဆန်9ရက်1384ခုနှစ်ဟောကနေပြီးတော့1385ခုနှစ်တည်ပြောင်းတဲ့အခါပေါ့လေဒီစံတရနေပေါ့ဒီစံတရနေပဲနေ့ဟောင်းကုသိုလ်တရားတွေနဲ့စွမ်းနိုင်သမျှနှုတ်ဆက်ခဲ့ပြီးတော့နေ့တည်းကိုကုသိုလ်တရားတွေနဲ့ပဲကြိုရဆိုရတာပေါ့လေအပြင်မှာတော့အပျော်နဲ့နေ့ဟောင်းကိုနှုတ်ဆက်ပြီးတော့နေ့တည်းကိုကြိုဆိုကြတာပေါ့လေဒီစာတပ်ပုံတွေတွေ့ရတာတော့ညမရင်ကျေးမှုဆိုတာတော့မရှိတော့ပါဘူးမိလေးတဲ့ပွဲလို့ဖြစ်တာဒီတော့လူဖြစ်တဲ့သာသနာတော်ကြီးနဲ့ကြုံကြိုက်တဲ့ခါမှာကြုံကြိုက်ရကြုံနိုင်ရေးအတွက်နှစ်ဟောင်းမှာသုံးဖို့နှစ်ဟောင်းကိုကုသိုလ်ကောင်းမှုတရားတွေနဲ့ဘလောက်တိုင်းတာအထိနှုတ်ဆက်နိုင်ကြပြီးတော့နှစ်သက်ကိုဘလောက်တိုင်းတာအထိကုသိုလ်တရားတွေနဲ့ကျိုးစုံနိုင်တဲ့လုံးဆိုတာကိုယ့်ဘဝကိုတွေ့ကြည့်ဖို့အရေးကြီးပါတယ်တဘဝစားတခဏစားလေးမတွေ့ရပါဘူးရေရှည်ကြည့်ပြီးတော့တွေ့ရပါတယ်ကိုယ်တို့လည်းမြင်ပြနေအောင်ဘဝဟောင်းနေဖြစ်ခဲ့ကြပါပြီလွန်ခဲ့ကြပါပြီနောက်လည်းပဲအကြောင်းအားလျော်စွာဘဝတည်တည်ဆက်ကြရအောင်မယ်အဲဒီလိုဆက်တဲ့အခါမျိုးမှာအစိတ်ကောင်းလေးကြီးဖြစ်သွားဖို့ရာအတွက်တနည်းအားဖြင့်အာမခံရရှိတဲ့ကုသိုလ်တရားတွေပြုပြီးတော့ပေါ့လေမလွဲသာလို့ရှိရသည့်ကြောင့်တော့အောက်တန်းတောင်တန်းကြတဲ့ဘဝမျိုးနဲ့ရှိရတာမျိုးကတော့ဘဝမြတ်ထွက်နေလို့တဲ့အခွင့်အရေးရှိပါလေကဲနဲ့ဒီအခွင့်အရေးကြီးကိုအခွင့်အရေးကောင်းကြီးကိုပေါ့လေအကျိုးရှိအောင်အသုံးမချတတ်ဘူးဆိုလို့ရှိရင်တော့ကိုယ့်ဘက်ကညံ့တယ်လို့တွေ့ရမှာပါပဲအဲဒီအများအားဖြင့်တော့နောက်ဆက်ရမယ့်ဘဝတွေတော့သိပြီးတော့မစဉ်းစားကြအောင်လက်ရှိဘဝလေးလောက်ပဲပျော်ပျော်နေသေးခဲ့ဆိုတဲ့အတိုင်းပေါ့လေပျော်ပျော်ပဲနေကြတော့ပြီတကယ်လူဖြစ်လူနဲ့တူအောင်နေတဲ့နေထိုင်တဲ့နည်းလူလိုစိတ်ထားတတ်အောင်နေထိုင်တဲ့နည်းနဲ့လူသိညာရှိပြီးတော့လူထက်လူဖြစ်အောင်အသိဉာဏ်ကြီးဖြစ်ပွားအောင်ပေါ့လေလောက်တဲ့နည်းတွေအထင်ရှားရှိပါလေကဲနဲ့အဲ့ဒါတွေမရှိဘူးဆိုရင်တော့လူတော့လူပဲဒါမှလည်းလူနဲ့မတူသူလူတော့လူပဲလူစိတ်မရှိသူလူတော့လူပဲလူသိဉာဏ်မရှိသူတဲ့ဒါလိုအနေထားနဲ့တွားရပြီဆိုရင်ခွင့်ရကောင်းကြီးကိုပေါ့လေအကျိုးရှိစွာအသုံးချတတ်တော့အရှုံးသက်သက်ပဲဖြစ်တာပဲအဲတော့အရှုံးမခံလို့တဲ့ပုဂ္ဂိုလ်တွေကိုနှစ်ဟောကနေပြီးတော့နှစ်သိပြောင်းကနီးမှာနှစ်ဟောင်းကိုကုသိုလ်တရားတွေနဲ့နှုတ်ဆက်နှစ်သိကိုကုသိုလ်တရားတွေနဲ့ကြိုးစိုးဘယ်လိုအတိုင်းအတာရှိတဲ့ကုသိုလ်တရားတွေနဲ့ကျိုးစိုးနိုင်တယ်လို့ဆိုတာပေါ့လေတွေ့ကြည့်ဖို့တော့လိုတယ်နေ့ဟောင်းကုံကနေလေးရပိုင်းလောက်နှစ်သိကူးပြောင်းတဲ့တရက်လောက်သာပေါ့လေကုသိုလ်တရားနဲ့ကျိုးစိုးပြီးတော့ကျန်တဲ့ရက်တွေဗလာဖြစ်နေပြန်လို့ရှိရင်လည်းဖို့သုံးညမယ်သုံးညတွေဖြစ်နေပြန်လည်းပဲဒါလည်းမကောင်းတော့ဘူး
ဒီတင်ညာဒီအကျိုးကာလကစပြီးတော့ဟောတော်တာအဲ့ဆိုရမူချထားတဲ့မူတိုင်းပေါ့လေအရိယအတ္တိကိကမေဃဆိုတာပေါ့လေဒီငါရှိပါးနဲ့ပြည့်စုံတဲ့ဖြူစင်မြတ်တဲ့နိဗ္ဗာန်သွားရာကျင့်နည်းမှလမ်းကြောင်းကြီးပေါ့မဂ္ဂင်၈ပါးကိုအတူတူပြောလို့ရှိရင်တော့မဂ္ဂင်၈ဖြတ်ပါမဂ္ဂင်၈ဖြတ်သက်ဆိုရဓမ္မမူချပြတယ်မဂ္ဂင်၈ဖြတ်မရှိရာကိလေသာငြိမ်းသူမရှိပေမဂ္ဂင်၈ဖြတ်ရှိရာမှာကိလေသာငြိမ်းသူရှိနိုင်ပေဖို့ခေတ်ကဘာမှနားမလည်ပဲနဲ့စိတ်ကူးတယ်ပေါ့လေဝါရရှင်ကြီး6ဦးတော်ရှိတယ်တယောက်ကတစ်မျိုးတယောက်ကတစ်မျိုးပေါ့လေမလောက်အပြောကောင်းအဟောကောင်းတဲ့ပုဂ္ဂိုလ်တွေနောက်ကိုကြိုက်ပြီးတော့သူတို့လိုက်ကြတာတွေအခုခေတ်လည်းရှိပါတယ်ပြောကောင်းဟောကောင်းတဲ့ပုဂ္ဂိုလ်တွေနောက်လိုက်သွားတာတွေမဂ္ဂင်၈ပါးအကျင့်တရားရှိတဲ့ဘာသာရေးသာသနာရေးဟုတ်မဟုတ်ဒါလည်းမတွက်ဘူးပုဂ္ဂိုလ်ရေးရာဆန်းစားဖို့လေကြက်ွယ်လေးခုပြောတာကိုကြိုက်တာနဲ့မလို့ပါသွားတာနောက်တော့အမှားနဲ့ဂျုံတဲ့ခါကျမှနှောင်တရရကြတာတွေရှိပါတယ်ဘုရားသာသနာနဲ့ဘယ်ထဲမှာတော့မှအယူဆတွေအမျိုးမျိုးဖြစ်နေပါတယ်ဒီတော့တိုင်းသားပြည်သူအများစုဟာဖို့နီးကောင်းလုံးတို့ဒီနီးကောင်းလုံးတို့ဟိုနီးကမှန်တယ်လို့ဒီနီးကမှန်တယ်လို့ဟိုဆရာကမှန်တယ်လို့ဒီဆရာကမှန်တယ်လို့ဒီကြမဆုံးဖြတ်နိုင်ဘူးတွေ့ဝဲနေကြတာအဲ့ဒီလိုမရှိရအောင်လို့မြတ်စွာဘုရားကအမဂ္ဂကျပေးထားတာဒီလမ်းနဲ့သွယ်ကိုပေါ့လေလမ်းနဲ့သွယ်ရှိဖို့ဘယ်လားမှန်နဲ့မှားတယ်ဆိုတာမသတ်မှတ်ဖဲနဲ့မိမိကိုယ်တိုင်ကြည့်ပြီးတော့မိမိကိုယ်တိုင်အကျိုးရတေးကြတဲ့လမ်းမှန်ကိုပေါ့လေမြတ်စွာဘုရားကရဲရဲတော့ကိန်းစီသတ်မှတ်ပြတယ်ဒါလည်းပဲပြောပြီးပါပြီဒီမှာဆိုရင်ခေါ်သူဝတ္တဓမ္မဝဏီရိယောအတ္တိကိုမဲ့ခေါ်တယ်သူဝတ္တဤဓမ္မဝဏီကခေါ်တဲ့ငါဖျားသာသနာတော်မှာမဂ္ဂင်၈ပါးအကျင့်တရားရှိတယ်ငါဖျားကိုလည်းထုတ်ပြထားဒီလိုပြောထားပါတယ်ရရှိနိုင်တဲ့ဣတိဝသုဘတ္တသမနောဣဒတုတိယောသမနောဣဒတတိယောသမနောဣဒစရုထောသမနောငါပြကိုယ်တွေထုတ်ဖော်ထားတဲ့မဂ္ဂင်၈ပါးအကျင့်တရားရှိတဲ့ဤဓမ္မဝဏီယဤငါဖျားသာသနာမှားတာတဲ့ဒါလျင်ဆိုတာအခြားမှမရှိဆိုတဲ့အဓိပ္ပာယ်ရပါတယ်ငါဖျားသာသနာမှာသာကိလေသာငြိမ်းအောင်ကျင့်သူပထမသောတာပန်သောတာပတိမဲ့မှာတည်သူရရှိနိုင်တယ်ဒုတိယသဂရကံကိလေသာငြိမ်းသူရရှိနိုင်တယ်တတိယအနာဂံကိလေသာငြိမ်းသူရရှိနိုင်တယ်နောက်ဆုံးကိလေသာတွေပူရိမှန်သမျှလုံးဝငြိမ်းသွားသူယဟန္တာအရဟတမေဃတပုဂ္ဂိုလ်ဘောရရှိနိုင်တယ်ဒီလိုအမဂ္ဂကျပေးထားပါတယ်ရဲရဲတော့ပြတ်ပြတ်သားသားအမိန့်ရှိထားပါတယ်အဲ့ဒီပါဠိတော်ထဲမှာအလေးအလာကနဲတော့ဒီအစုံအမိန့်ကရှားရဲ့ညံ့နေတယ်လို့ဖြစ်နေတာ
ကြားတဲ့ညနေတဲ့ဟာကိုဆွဲထုတ်သူကရှားတော့မပေါ်ပဲဖြစ်နေတယ်ဘုန်းကြီးတို့အနန္တကြီးစုရှင်မကြီးဆရာတော်ဆရာကြီးကကြားရကနေထုတ်ပြထားတာဘုန်းကြီးတို့တွေ့သိရတယ်သို့သောဆရာတော်ဘုရားကြီးဟောသွားတာတော့မူနှစ်ခုပဲချပြပါတယ်မဂ္ဂင်ရှိပြမရှိရာကိလေသာငြိမ်းသူမရှိပြီမဂ္ဂင်ရှိပြရှိရာမှာကိလေသာငြိမ်းသူရှိနိုင်ပြီဆိုတော့အဲ့ဒါမူထားပြီးတော့ဆရာတော်ဘုရားကြီးဟောတဲ့အချက်တွေထည့်သွင်းပြီးတော့ဟောတော်ပါတယ်ဘုန်းကြီးတော်မြတ်စွာဘုရားဟောတဲ့အတိုင်းအဖြည့်ကံတရားဆိုတော့ဟုတ်လားဖြည့်ပြီးတော့မဂ္ဂင်ရှိပြဤမှာသာမှန်စွာရှိပါလေဆိုတာပါလေဤမှာသာဆိုဤသာသနာတော်ဤဓမ္မဝုန်းကြီးမှာဘုရားသာသနာမှာသာရှိပါလေဆိုတာရှိနိုင်ပေမဟုတ်ရှိပါလေဆိုတော့ကိန်းတယ်ဆိုတာဒါကစမ်းကြည့်လိုက်ဒီမှာရဲတော့ပြောနေတယ်ဒါလေကိလေသာငြိမ်းချမ်းတရားရှိလို့ရှိရင်ကြည့်သူကလည်းပေါ်မှာပေါ့နိလန်းကြကြင့်ထားလို့စာပေနဲ့တက်ပြီးတော့ဗောလေညှိကြတဲ့ပုဂ္ဂိုလ်လည်းရှိမှာပေါ့ဆွဲဆုံးဖြစ်နေပြီဆိုလို့ရှိရင်ပါဠိတက်ခံရှိတဲ့ပုဂ္ဂိုလ်တွေကတော့လောကီကိစ္စနဲ့ပဲဘဝအဆုံးမခံကြဘူးနောက်ဆက်ရမယ့်ဘဝတွေလည်းသိပြီးတော့ဘဝအဆက်ကောင်းလေးတွေဖြစ်အောင်သို့မဟုတ်အဆက်တည်ပြတ်ပြီးတော့အောက်တန်းလောက်တာမကြရအောင်ကိုယ်ဘဝကိုမြင့်တင်လို့တဲ့အာမခံချက်ရှိတဲ့တရားတွေအထုတ်လို့ကြတာရှာဖွေတဲ့အခါမှာမဂ္ဂင်7ပါးရှင်တရားရနိုင်တဲ့အခုလိုတတိပ္ပံဘာဝနာတရားတွေအထုတ်တာတွေအထုတ်တဲ့ယောဂီပုဂ္ဂိုလ်တွေဓမ္မမိတ်ဆွေတွေတွေ့တာသူတို့ရဲ့တခြင်းဟောမှုပြောမှုတိုက်တွန်းမှုကြောင့်အခုလိုသိဉာဏ်ကာလမှာနှစ်ဟောင်းကိုအတ္တတန်းကုသိုလ်တရားတွေနဲ့နှုတ်ဆက်နိုင်ခဲ့ပြီးတော့နှစ်တည်းကိုအခုလိုတန်းကုသိုလ်တရားတွေနဲ့ကြိုးစိုးခွင့်ရတာဟာတောင်းတရောက်ကံမဟုတ်ဘူးအမှန်ကိုအတ္တတန်းတဲ့ကံကောင်းတယ်ကံကောင်းတဲ့အပေါ်မှာအခုလိုတတိပ္ပံဘာဝနာတရားတွေအထုတ်တော့ခြေကံကိုရည်သီလာတွေပြည့်စုံပြီးတော့လူမပီသားတဲ့နေပယ်ထဲမှာလူပီသားအောင်နေနိုင်တာအမကလေးတွေတစ်ခုနဲ့တစ်ခုဆက်ဆက်လာပြီဆိုလို့ရှိရင်လူလိုစိတ်ထားတတ်နိုင်နော်တကယ်ကိုယုံကြည်ခြင်းနဲ့စိတ်ဆက်ဆက်အထုတ်တဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်ဒီရပိုင်းလေးအတွင်းမှာပဲတကယ်ရှိအဟုတ်ရှိတဲ့ယုံနာတရားတွေသိတော့ခပ်ပေါ်လုပ်တဲ့ပုဂ္ဂိုလ်တွေကတော့မရှိပါဘူးဟိုကြည့်ဒီကြည့်ဟိုငဲ့ဒီငဲ့လူစုမိလို့ရှိရင်တွတ်လို့ဆိုတော့ဒါတော့အမဂ္ဂရှိတဲ့တရားကိုလုံနည်းပေါ်မှာရောလုပ်ရတဲ့လုပ်ငန်းစဉ်ပေါ်မှာရောလုံးလုံးစေလုံတဲ့ပေါ်မှာရောမယုံမသိမလေးမစားပြည့်တဲ့ပုဂ္ဂိုလ်တွေလည်းရှိနေတာပါအဲ့ဒီပုဂ္ဂိုလ်တွေတော့တွေ့တော့အမှမခံနိုင်ဘူးကိုယ်ဘဝတန်ဖိုးထားပြီးတော့တန်ဖိုးရှိတဲ့အလုပ်လုပ်တဲ့အခါမှာယူသည်လေးလေးစားစားနဲ့စစ်စစ်ဆက်ဆက်လုပ်တဲ့ပုဂ္ဂိုလ်တွေပေါ့ကျက်တောင်မကူပါဘူးတထိုင်နဲ့ထိုင်နဲ့တွေ့နိုင်ပါလားသူရဲရတယ်ဆိုရင်အနည်းဆုံးကျိုးစားအထုတဲ့ပုဂ္ဂိုလ်တွေကျောင်းကျိုးစေယုံနာတရားတွေမှာမမျက်စိရဲ့သဘောပဲခေါ်တဲ့ရှင်းရဆုံးထူးခြားခြားသိမြင်တဲ့ဝိပဿနာအနုပိုင်းလောက်တော့ဖြစ်နိုင်တယ်အနည်းဆုံးအဲ့ဒီစိတ်ရောက်သွားပြီဆိုလို့ရှိရင်အဖြစ်အပျက်ကိုခတ်သွက်တဲ့သိမြင်တဲ့အပိုင်းလေးရောက်သွားပြီဆိုလို့ရှိရင်မကြုံစဘူးတဲ့တရားအရသာဒုလေးတွေကိုယ်မှာဖြစ်လာတာကျမ်းစာထဲမှာပြထားတဲ့အမနုတိရတိဟောတိ
ကာမဂုဏ်ထူထပ်တဲ့လူနာမှုလေရောအပျော်ရိုးနဲ့မတူတဲ့ကောင်းပြီဆိုတဲ့မြင်ကွင်းအလှကောင်းပြီဆိုတဲ့ကြားကွင်းတာချွေးတဲ့အတန်းကောင်းပြီဆိုတဲ့အနတ်အသက်ကောင်းပြီဆိုတဲ့အရာသာကောင်းပြီဆိုတဲ့အထီးအတွေ့အဝိဇ္ဇာအစာပေါ်လေးသုံးဆောင်တဲ့ပစ္စည်းတွေကာမဂုဏ်သမားတွေဆိုဖုံမအထီးတွေ့ဒါလူလောကမှာတော့ဒါအကောင်းဆုံးလို့သူတို့သတ်မှတ်တာအဲ့ဒီအကောင်းတွေကိုအထိမ့်မရှိပဲနဲ့မြင်ကြနာစထိထိသွားပြီဆိုလို့ရှိရင်အဲ့ဒါတွေကဖန်ချုပ်ထားတော့တာပါမမြင်ရမမြင်ရအောင်မကြားရမမြင်ရအောင်မရှိရမမြင်ရအောင်မစားရမမြင်မထိတွေ့ရမနေနိုင်တော့အောင်ခေါ်ဒီသူကဖန်ချုပ်ထားတယ်ငန်းငတ်တဲ့ဖြစ်တဲ့ပုဂ္ဂိုလ်တွေကတော့ရပြီးရောဆိုပြီးတော့မရရင်တရရင်ကြွဆိုတော့ကြွပြီးတော့မိုးမြင်လည်းမြင်ဖြစ်ကြတာပဲအဲ့ဒါကိုပဲအဟုတ်ကြီးထီပြီးတော့အဲ့ဒါနဲ့ပဲအချိန်ကုန်ပြီးတော့ပထမအရွယ်ကနေဒုတိယအရွယ်တတိယအရွယ်ကနေပြီးတော့အိုမင်းပြစွမ်းဖြစ်ပြီးတော့အခုလို့တဏ္ဍာတရားတွေအထုတ်ခွင့်မရဘူးအထုတ်လည်းပဲအရွယ်ကယော့သွားအားရယော့သွားတော့လူငယ်လုံးဟုတ်တော့အပျော်စားဖြစ်သွားပြီအဲ့ဒီပိုင်းရောက်သွားပြီဆိုလို့ရှိရင်တော့ရတဲ့ဟာတွေမရတော့ဘဝဆုံးရှုံးတာပဲဟိုလွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်လောက်ကအစိုးရရှိနေကြီးတယောက်စိတ်60ကျော်မှလာပြီးတော့အထုတ်တယ်ကျမကြီးကမပြည့်စုံတော့ကျမကြီးချုပ်တဲ့လူပြန်ထွက်သွားတယ်တရားလေးတော့ထဲတော့ကောင်းတယ်သူအရောက်တဲ့အခါငါဟာလောကီကိစ္စတွေလောကီပညာတွေသင်ပြီးတော့လောကီကိစ္စတွေနဲ့ပဲအချိန်ကုန်ခဲ့တယ်တကယ်အနှစ်သာရရှိတဲ့ဘဝမကကျဖြစ်စီနိုင်တဲ့တရားမျိုးအခုငါအထုတ်ရတာအဆုံးရောက်ခဲ့ဘူးငါသားတို့သူတို့ဆွေတို့မျိုးတို့ငါလုံးဖြစ်အောင်ကြိုးစားပါတယ်တိုက်တွန်းတော်တယ်သူတို့တည်သွားတယ်သူမရပြီမဲ့လို့သူမိသားစုတွေတိုက်တွန်းသွားတာအရှုလာကြတယ်တရားစီအထုတ်ကြတယ်ဒီတရားထုတ်လို့တော်တော်လေးကောင်းတဲ့ပုဂ္ဂိုလ်များလည်းပဲအမထုတ်ရသေးတဲ့နိစ္စရာမိသားစုကအစတိုက်တွန်းတော့တာပဲပထမကိလေသာငြိမ်းသူဖြစ်အောင်အထုတ်တဲ့ပုဂ္ဂိုလ်တိုက်တွန်းဒုတိယကိလေသာငြိမ်းအောင်တိုက်တွန်းတာပေါ့လေတရားလေးအထုတ်ထားလို့တရားရတာလေးတွေ့ပြီဆိုလို့ရှိရင်ရတာကောင်းလေးများစားပြီဆိုလို့ရှိရင်ချစ်ခင်ဆုံးပုဂ္ဂိုလ်သတိရဆိုတာမျိုးလိုပေါ့လေနိစ္စရာကျေးဇူးအများဆုံးချစ်ခင်ဆုံးပုဂ္ဂိုလ်ကိုစတင်ပြီးတော့ဒီတရားရတာအချိန်ကြီးခံစားဖို့ရတွန်းတော့တာပဲအဲတော့တိုက်တွန်းတဲ့ပုဂ္ဂိုလ်ကတကယ်လေးစားရတဲ့ပုဂ္ဂိုလ်ဖြစ်နေတော့လေးစားတဲ့ပုဂ္ဂိုလ်ရဲ့တိုက်တွန်းချက်ကိုယူပြီးတော့ဒီလိုပဲရိပ်သာကြီးအရှုလာပြီးတော့အထုတ်တဲ့အခါမှာသူတို့လည်းပဲကျေးဇူးများသွားတယ်ပဲကိုခေတ်ကဆိုလို့ရှိရင်တော့အထူးပြောစရာမရှိတော့အခုခေတ်ကတော့အရင်ခေတ်လို့မဟုတ်တော့တမျိုးတော့ပြောင်းသွားပြီပေါ့လေကိုခေတ်ကမြတ်စွာဘုရားဓမ္မမိတ်ရှိထားတဲ့အဲ့လိုအထုတ်လို့ထူးခြားခြားဖြစ်သွားပြီဆိုလို့ရှိရင်တယောက်ကစားတရားပေါ့လေပြန်ထအောင်လုပ်တယ်ပြန်ထအောင်လုပ်တော့ဒီတရားတွေကအကုန်လုံးပြန်နှံ့သွားတာပဲသူတို့ကိုယ်တိုင်ဟိုဆရာကြီးကကောင်းလို့ဒီဆရာကြီးကကောင်းလို့ချိုးလည်းပဲကတ်ထားတဲ့ပုဂ္ဂိုလ်ကြီးရှိတာပဲတကယ်အမှန်တရားရှိနေတော့ခက်ပြက်ကိုပဲသူတို့အဲ့ဒီလိုဆရာကြီးတွေခေါ်နေရတယ်အဲ့ဒီဝါဒတွေလည်းမလိုက်တော့ဘာဖြစ်လဲဆိုတော့သူတို့ကိုယ်တိုင်တည်သွားတာကိုဒါမလို့တုံညာပရဘဝရာတမဏိအညီရှိလို့အဲ့ဒီတုံမှာပဲမြတ်စွာဘုရားဟောထားပါတယ်အခြားပုရဏကတ္တဗအစရှိတဲ့အယူဝါဒရှင်ကြီးရဲ့အ
ယူဝရရှင်တို့ရဲ့ဘာသာရေးသာသနာရေးသူတို့ဝါဒတွေဟာတဲ့ကိလေသာငြိမ်းချမ်းမဲ့ကိရှိပါမဟုတ်ကျင့်လည်းပဲကျင့်တဲ့အတွက်ကိလေသာငြိမ်းသူမရှိကျင့်နည်းအမှန်ရှိမှကျင့်နည်းမှတိုင်ကျင့်မှကိလေသာငြိမ်းတာကိုကျင့်နည်းမှတွဲပြီးတော့ကျင့်နည်းမှကျင့်လို့ကိလေသာငြိမ်းတဲ့ပုဂ္ဂိုလ်တွေကစိတ်သုံးနေကြတယ်တုံညဆိုတာကဏ္ဍမပါဘူးပေါ့ဘာကဏ္ဍမှမထိုးအရိယာဖြစ်အောင်အထုတ်တဲ့အာရတဥပဒကရှေ့ပိုင်းဘုလိုတတိပ္ပံဘာဝနာတရားအထုတ်တဲ့ပုဂ္ဂိုလ်လည်းမရှိတတ္တဝန္တကရကအနာဂံယဟနာတိဖြစ်အောင်ပေါ့လေရည်မျှော်ချက်အပြည့်နဲ့ကြိုးစားစားအထုတ်တဲ့ပုဂ္ဂိုလ်လည်းမရှိသူတို့မရှိတော့မေကတပုဂ္ဂိုလ်ပေါ့လေကိလေသာကိုတတ်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့မေကတပုဂ္ဂိုလ်လည်းမရှိဖလထပုဂ္ဂိုလ်လည်းမရှိအရတဥပဒကပုဂ္ဂိုလ်၄ယောက်မဲ့မှတည်တဲ့ပုဂ္ဂိုလ်၄ယောက်နဲ့ဖူမှတည်တဲ့ပုဂ္ဂိုလ်၄ယောက်အလုံး12ယောက်အဲ့ဒီ12ယောက်သောပုဂ္ဂိုလ်တွေကစိတ်သုံးတယ်တုံညဒီပြထားတယ်အဲ့ဒါဒီစိတ်သုံးပြီဆိုတော့တရားရဲ့အနှစ်သာရမသိဘူးဆိုလို့ရှိရင်ဒီအနှစ်သာရမရတော့သူများကိုဘယ်လိုလုပ်တက်တွန်းနိုင်မှာမလဲသူရတဲ့တရားကိုမိသားစုကအစရင်းနှီးစုကအစဘယ်လိုပြောနိုင်မလဲမပြောနိုင်တော့တက်တွန်းမခံရတဲ့ပုဂ္ဂိုလ်တွေကသူတို့လည်းပဲဒီနည်းကိုညံ့ညံ့နိုးနိုးနဲ့ပေါ့လေခံယူပြီးတော့ကျင့်သုံးသူလည်းပဲရှိမလားကျင့်နည်းမှလည်းမရှိတော့ကျင့်နည်းမှလည်းပြလို့ရှိရင်အလွဲချော်တွေဖြစ်ပြီးတော့ဘုရားမြတ်စွာသာသနာတော်ကြီးနဲ့ချော်လွဲသွားတာဒီဘုရားလက်ထက်ကလည်းအများကြီးပဲကျင့်သုံးလို့ကိလေသာငြိမ်းသူအခြေအနေကနေပြီးတော့လွတ်ထွက်သွားတာတွေလည်းဘုရားလက်ထက်တော်ကလည်းဥယျာဉ်များပါတယ်အခုခုဆိုသိများပါတယ်အများကြီးရှိပါတယ်ရနိုင်တဲ့ခေကောင်းတဲ့ကြုံပါလေခဲ့တဲ့ခေကောင်းကြုံရကြုံနောက်အောင်လို့နီလန်းလည်းမရှာဖွေဆရာကောင်းလည်းပဲမရှာတာမန်ဒါနကုသိုလ်၄တောင်းနဲ့မလိုလဲလိုလဲပေါ့လေမပြည့်တဲ့ပြည့်၅ပါးသီလလဲလို့၄လောက်နဲ့ဘလိုဝါဆိုတို့ဘာလို့မှဥပုပ်နေဥပုပ်လေးဆောက်တည်တာ၄လောက်နဲ့ပြီးသွားတာပဲတကူကြီးဖျားတွေတော့လိုက်ဖူးတာလေးရှိပါတယ်အိန္ဒိယလည်းဖျားသွားဖူးတာလေးရှိပါတယ်ပရိတော့တွန်းစိတ်ပါတယ်ပရိစိတ်တွေကသူတို့လက်လက်ပါအတွက်ရှင်းသမားတွေဆိုလို့ရှိရင်ရှင်းရောက်ကောင်းအောင်ယာရုသမားတွေဆိုယာရုမြဲအောင်ယာရုတဲအောင်ပါလေဒါပဲတဘဝစာဘာမှမဟုတ်တဲ့အကျိုးလေးမျှော်ပြီးတော့လုပ်ကြတာဘယ်မလဲကိုကျင့်တရားသာသနာနယ်ပယ်မှာကိုပဲသာသနာဗုဒ္ဓသာသနာဖြစ်ကြတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားဟောထားရမြတ်ကြီးရှိဖြာဤမှာသာမှန်စွာရှိပါလေဆိုတဲ့ဗုဒ္ဓရဲ့အာမခံချက်ပဲမလဲငြိမ့်သူစစ်ပါဤမှာသာမှန်စွာရှိပါလေဆိုတာပေါ့လေအားထုတ်လို့ကိလေသာငြိမ့်သူရှိတယ်ဆိုတော့ပဲမလဲကိုယ့်အတွက်အာမခံချက်ရှိတဲ့သာသနာတော်ကြီးနဲ့တွေ့ကြုံအောင်ဆိုပဲမလဲအနတ္တဒီလိုပဲသွားကြမလားအဲ့တော့ဥယျာဉ်တွေများလာတော့ကိုဆရာကောင်းလို့ဒီဆရာကောင်းလို့လိုက်ကြတာတွေပေါ့လေပါတယ်ဘိုးတွေကလည်းရှိသေးတယ်ဘုရားတွေတော့ခုနဒီနာလျှောက်တယ်ပါတယ်အတက်ကအမေကြီးရဆိုတာပေါ့လေကိုယ်နဲ့လည်းပဲဘုရားတွေအစီအစီတွေတည်တာပဲတည်ထားပြီးတဲ့တိုင်းပြစ်ထားခဲ့တာပဲ
နွားစိတ်ချက်မှာသွားပြီးတော့တဲတော့နွားတွေကကိုရတော့တောင်စီရီဆိုပုတ်တိုက်တာနဲ့ပဲပြိုလဲသွားတယ်ကမ်းမှာသွားပြီးတော့တဲလို့ချင်းကမ်းမပြိုတဲ့ပါသွားတာသာသနာပြုတာတဲ့ဒါသူတို့ကတော့စီရီကတရားမှာကဓမ္မစီရီတရားမှာဓမ္မစီရီတဲတယ်ဆိုတာကျမ်းဂန်တွေကိုထာပနာပြီးတော့တဲတဲ့ဓမ္မစီရီမျိုးမဟုတ်ဘူးမြတ်စွာဘုရားညွှန်ကြားထားတဲ့အတိုင်းဘောဓိပက္ခရာတရား38ပါးဘောဓိညာရဲ့အသိအပင်မှာပါဝင်တဲ့38ပါးသောတရားတွေတဲ့အဲ့ဒီထဲမှာသတိပဋ္ဌာန်တရား၄ပါးကအစပဲအဲ့ဒါသာသနာ့အနှစ်သာရပဲဓမ္မစေတိသုံးဖို့တိတောဝါဓမ္မပုပ္ပဝိဘူတိတံဓမ္မဒုက္ခဝိဘူတိတံဓမ္မပုပ္ပကုလကတ္တဝါနိဗ္ဗုတောသောတသဝကောပုဏ္ဏမူသောမြတ်စွာဘုရားရဲ့သူတာဝကတပည့်အရင်ကြီးများနဲ့အတူပေါ့လေဓမ္မစီကြီးကိုကိုယ်တိုင်တည်ပြီးတော့ဒုက္ခသစ္စာဆင်းရဲမှတရားဒုက္ခသမုဒယသစ္စာဆင်းရဲဖြစ်ကြောင်းမှတရားဒုက္ခនិရောဓသစ္စာဆင်းရဲခြင်းရာမှတရားနဲ့ဒုက္ခမေဃသစ္စာဟောလေဆင်းရဲခြင်းရာသို့ရောက်ကြောင်းမှတရားတိပေစိုက်ပွားဆိုတာသိစရာတွေသိဖို့ပယ်စရာပယ်ဖို့မျက်မှောက်ပြုစရာစိုက်စရာစိုက်ပြီးတော့ပွားတဲ့တရားတွေပွားဖို့သစ္စာ၄ပါးသစ္စာ၄ပါးနဲ့အလံထူထားတယ်တကယ်တရားထုတ်လို့တရားတွေရပြီဆိုလို့ရှိရင်မှန်တယ်ဟဲ့ဆိုတာပေါ့လေခါတဲ့ကိုလက်သီးလည်းပေါင်းတန်းရလောက်အောင်ပေါ့လေအလံထူနိုင်လောက်အောင်ပေါ့လေတကယ်အားထုတ်လို့တကယ်တရားတွေတွေ့သွားလို့ရှိရင်လက်လိုဖြစ်နေတာအဲလိုအမဂ္ဂရရှိတဲ့တရားတွေအားထုတ်လို့သစ္စာ၄ပါးတရားတွေ့သွားပြီဆိုရင်မှန်လိုက်လေဆိုတာပေါ့လေအလံတကူထွန်ထားနေတာပဲအဲ့ဒီအလံတကူထွန်ထားတဲ့အလံတကူနဲ့ထူထားတဲ့ဓမ္မစီဘောဓိပက္ခရာရဲ့39ပါးအဲ့ဒီမှာတတိပဋ္ဌာန်အစပဲအခုတတိပဋ္ဌာန်ဘာဝနာတရားအားထုတ်နေတာဟာမိမိရဲ့နှလုံးသားထဲမှာဘုရားအလိုတော်ရဓမ္မစီတီတဲနေတာတစ်ချက်မှလည်းရှိရင်တစ်ချက်စာအတွက်ဝိရိယတမဝိမမဲ့ခင်ပါသွားပြီတမတတိမဲ့ခင်ပါသွားပြီတမသမာဓိမဲ့ခင်ပါသွားပြီရှုွက်စီရှုမှတ်တဲ့စိတ်ရောက်အောင်အပူတပြင်းအားဆိုင်မှုပါသွားပြီအဲ့ဒီအားဆိုင်မိတဲ့အာယုံမှာတတိယကတ်သွားပြီတတိကတ်တယ်ဆိုလို့ရှိရင်ဘယ်မှစိတ်ကမပြေတော့အဲ့ဒီမှာတကယ်စိုက်ကြသွားပြီဝိရိယတတိသမာဓိတွေသမာဓိခန္ဓာအဲ့ဒီစိုက်ကြတဲ့အခိုက်အတန့်မှာစိတ်ထဲမှာတောင်းကြနဲ့တက်ချင်းဖြတ်ချင်းခိုးချင်းစသည်ပေါ်လေမကြည်လင်နဲ့မတန်ရှင်းတဲ့ညီညာတဲ့စိတ်တွေကင်းနေတာပဲအဲ့ဒါတန်ရှင်းနေတာပဲအဲ့ဒါဓမ္မစီတွေပဲကျင်ဤမှသိပြီးတော့အဲ့ဒီတိုင်ကျင့်လို့ရှိရင်သမာဓိခန္ဓာတစ်ချက်မှတစ်ချက်သမာဓိခန္ဓာခေါ်တဲ့ဓမ္မစီတွေတည်လိုက်တာပဲဥဒိစ္စတေရဝတ်ဆိုတာမျိုးလို့ပေါ့တဲ့အောင်လည်းပဲချိန်ပြီးတော့မှတ်နေတော့ချိန်သားကြိုက်လာပြီဆိုရင်သမသင်္ကပ္ပမဲ့ခင်ဖြစ်လာတယ်လက်ငြိမ်ငြိမ်ထားပါလေယုံနာပိုင်ခြားသိမှုယုံနာကြောင့်ကျိုးဆက်ဆက်သိမှုကြောင့်ကျိုးဆက်ယုံနာတရားတွေရဲ့မျက်စိရဲ့သဘောပဲဆိုတော့သိမြင်မှုရိတ်ကလေးပေါ်ရိတ်ကလေးပြောက်ခတ်တွတ်တဲ့သိမြင်လာနေတာပေါ့လေဥပဒနာနဲ့ဖြစ်တာအဲ့ဒါအခြေခံစပြီးတော့အထုတ်လို့ယုံနာတရားတို့ရဲ့အဖြစ်အပျက်ကိုခတ်တွတ်တဲ့သိမြင်တဲ့ဥပဒနာယောဂီတဲ့အဲ့ဒါအရဟတဥပဒကပုဂ္ဂိုလ်ခေါ်တယ်အဲ့ဒီအစဉ်လောက်ရောက်ပြီဆိုလို့ရှိရင်အလေးရောက်နိတိအာမှုပီတိ
ချမ်းမှုပတ္တိပေါ်ပါမှုပျော်ရွှင်ဝမ်းသာမှုချမ်းမြေ့မှုနဲ့ပျော်ရွှင်မှုဟာအလှိုင်းကြီးခါလည်းဖြစ်လာတယ်ဒါလည်းဖြစ်လာတယ်ပြောလာတာပဲဒီကိုအားထုတ်ရတာဒီကဝေဒနာတွေတွေ့လို့ရှိရင်လက်မြောက်အရှုံးပေးခြင်းတဲ့စိတ်တွေဟာဒီခါကျတော့အသာစီးရလာတာဝေဒနာလည်းပဲအသာစီးရလာတာဝေဒနာဖြစ်မှတဲ့ခါကျတော့နောက်ဆုံးဝေဒနာရှူရနေပြီးတော့ခါကျတီရှိကုန်းခန်းသွားတဲ့ခါကျတော့ဝင်လေးတဲ့အရာကြီးကိုယ်ပေါ်ရောက်နေတဲ့အခါထမ်းထားတော့ပြီးပြီးတော့ပင်မနေတာအားထုတ်တဲ့ဒီဝေဒနာကြီးရှုနေရင်ပြတ်သွားပြီဆိုလို့ရှိရင်ဒီဝန်ထုတ်ကြီးချလိုက်တဲ့အခါမှာပေါ့ရှင်းပြီးတော့နေလို့ထိုင်လို့ကောင်းတော့တာချမ်းသာရဖြစ်လာတာတတိတွေလည်းပဲတခါတည်းတစ်ခုနဲ့တစ်ခုဆက်ဆက်လာတာအသိပညာလေးတွေကလည်းပဲသိထက်လာတာတည်တည်ဖွဲလေးတွေကသိလာတာမလွတ်နိုင်တော့ဖြစ်လာတာပဲအမှန်ထူးခြားလာတာတခါတခါအမှားလေးတွေကကောင်းပြီဆိုလို့ရှိရင်တတိလွတ်သွားလို့ရုပ်တရက်အပြင်အာယုံရောက်သွားချစ်စိတ်ကပြန်လာတယ်အဲ့ဒီပဲရောက်လာပြီဆိုလို့ရှိရင်တေချာတဲ့အခြေအနေစိုက်နေတော့ဘုန်းကြီးတို့ယောဂီတွေစမ်းသပ်ကြည့်ပါလားစိတ်တမင်လွှတ်ကြည့်စမ်းလို့အမှတ်မပါဘဲနဲ့တမင်ကိုစိတ်ကျအာယုံစီလောဘဖြစ်စီအာယုံစီဒေါသဖြစ်စီအာယုံစီလွှတ်ကြည့်စမ်းလို့သူတို့လွှတ်ကြည့်တယ်အဲ့ဒီမှာတာရှိပြီးတော့ချက်ချင်းပြန်လာတယ်တဲ့ဘာနဲ့တူလဲဆိုလို့ရှိရင်ဩစတြေးလျမှာအဲ့ဒီကငကိုကပြည်နယ်သားတွေပေါ့လေအဘူရီချင်းခေါ်တော့လေသူတို့သုံးတဲ့ပူမရင်းဆိုတဲ့လက်နဲ့လိုပဲအဲ့ဒါလို့သူတို့ယောဂီကြီးပြောကြတယ်လူကြည့်လိုက်တဲ့ကိလေသာနှုတ်ကြည့်လိုက်တဲ့မနှိုးဘူးနိုးပြီမလို့ပြန်ပြီးတော့ကိုမှန်ရဲ့အာယုစီပြန်ကတ်တယ်အဲ့လောက်ဒီသူတို့အမကချက်ပြီးကြပါတယ်ဒါအစပိုင်းရှိသေးတယ်အလယ်ပိုင်းအဆုံးပိုင်းကောင်းတာမရှိသေးဘူးအဲ့ဒါလောက်ဒီအခြေအနေရောက်သွားပြီဆိုလို့ရှိရင်တရားကယူတည်တဲ့စိတ်ဆက်ဆက်အထုတဲ့ပုဂ္ဂိုလ်ကိုဆွဲခေါ်သွားတော့တာဘုဒ္ဓခေါ်တဲ့ယုံနာဖြစ်စီရနေပြီးတော့အဘုဒ္ဓခေါ်တဲ့ယုံနာဖြစ်စီငြိမ့်တဲ့အထိခါရရောက်ဆွဲခေါ်သွားတော့တာအဲ့ဒီလိုဆိုလို့ရှိရင်အရဟတဥပဒကပုဂ္ဂိုလ်ကတရားထုတ်လို့တော်အခြေခိုင်းနေတဲ့ပုဂ္ဂိုလ်ကဆက်အားထုတ်တော့ပထမဆုံးသောတာပန်မေဃတပုဂ္ဂိုလ်ဖြစ်သွားတယ်နောက်ဘလတ္တပုဂ္ဂိုလ်ဖြစ်သွားတာဒါကကိလေသာငြိမ့်သူပေါ့လေပထမကိလေသာငြိမ့်သူဖြစ်သွားတယ်အထုတ်တဲ့ဤတေကြလို့ရှိရင်ဆရာကောင်းမိတ်ဆွေကောင်းနဲ့တွေ့တဲ့အခါမှာအဲ့ဒီပုဂ္ဂိုလ်ကတိတိကျကျညွှန်ပြလို့ကိုယ်ကလည်းပဲယူသည်သည်စိတ်ဆက်ဆက်နဲ့လိုက်နာပြီဆိုရင်ကိုယ်တိုင်သိလာတာပဲမိမိဟာကိလေသာငြိမ့်သူဆိုတာပေါ့လေအထုတ်စေကာလမှာအခိုက်အတန့်ချိန်ပိုင်းငြိမ့်သူတော်လေးစိတ်ချတဲ့ပိုင်ရောက်သွားပြီဆိုလို့ရှိရင်စိတ်ချလောက်ပထမကိလေသာငြိမ့်သူဆိုတာကိုယ်ကိုသိလာတာအဲ့ဒီအငြိမ့်တာရောက်ပုံလေးသိကြအောင်ဆိုမြတ်စွာဘုရားလည်းတရားဟောထားတာတိုက်ကြည့်လို့ကြိုက်ပြီဆိုလို့ရှိရင်ဒါကိုယ့်အကိုဆုံးဖြတ်တော့တာပဲဘာဆိုတာသူများတော့ဆုံးဖြတ်မပေးဘူးအဲ့ဒီအစဉ်လောက်ရောက်သွားပြီဆိုရင်တော့ဒီပုဂ္ဂိုလ်ဟာလူဖြစ်တဲ့သာသနာတော်ကြီးနဲ့ဂျုံကြည့်ရဆုံးနှတ်သွားပြီသူကတဆင့်မိသားစုချစ်ခင်ဆုံးပုဂ္ဂိုလ်တွေတိုက်တွန်းသူတို့ကလည်းသူတို့မှလည်းပဲဒီတရားတွေပြန်သွားအဲ့ဒီကတဆင့်နောက်ပုဂ္ဂိုလ်တွေတိုက်တွန်းနောက်ပုဂ္ဂိုလ်တွေတိုက်တွန်းလို့ရှိရင်နောက်ပုဂ္ဂိုလ်တွေကလည်းပဲကိလေသာငြိမ်းစုတကယ်ဘုရားဆုံးမသာသနာသူတို့မှကတ်သွားပြီသာသနာပိုင်ဖြစ်သွားပြီလူတိုင်းသာသနာပိုင်ဖြစ်ဖို့သိအရေးကြီးဘုရားကစရောကြီးတစ်ပါးကြားဘူးပါလေဘုရားတို့တော့မကြုံဘူးပါဘူးသိကြားတာ
အဲ့ဒီဆရာတော်ကြီးထံရှင်ငယ်ရဟန်းငယ်ငယ်တွေသွားပြီးတော့ကြောက်လို့ရှိရင်ကိုရင်ဥပဇင်သာသနာပဲဖြစ်အောင်ကြိုးစားတော့ဒီတစ်ခုပဲဆုံးပါတယ်သာသနာပဲဖြစ်အောင်ကြိုးစားဆိုတော့မြတ်စွာဘုရားအဆုံးအမနာယူပါလိုက်နာပါဆိုတာအဲ့ဒါဒီပိုင်နေအောင်လုပ်ပါဆိုတာဒီလိုပြောတဲ့သဘောမျိုးပါပဲမြတ်စွာဘုရားအဆုံးအမသီလတွေပဲလို့ထင်ရတယ်စိတ်တွေတည်ငြိမ်ပဲလို့လုပ်ရတယ်အသိဉာဏ်တွေပဲလို့ပြောင်းလို့ရတယ်ဆိုတော့ဗောလေဆရာကောင်းတွေတန်ချစ်ကပ်ပြီးတော့နိခံပြီးတော့ပိုင်အောင်လုပ်ပါဒါကိုပြောပါတယ်ခုမြန်မာပြည်မှာဗုဒ္ဓသာသနာတော်ထွန်းကားပါတယ်အများစုကတော့သာသနာမပိုင်ပါဘူးသာသနာမပိုင်အောင်လည်းမဟုတ်ဘူးသာသနာပြည့်တဲ့ပြည့်စင်းတဲ့မှာတော့မပါနေပါဘူးဒီတော့ဘုရားသာသနာကိုဖြစ်ခံယူပြီးတော့သာသနာပိုင်နေအောင်မလုပ်နိုင်ပေမဲ့လို့လုပ်တော့လုပ်အောင်မှာပဲမလုပ်နိုင်ပေမဲ့လို့သာသနာပြည့်မဖြစ်ဖို့ရာအတွက်မိမိတို့မှာသိအရေးကြီးတယ်ဆိုတာပေါ့လေလေးနဲ့စဉ်းစားဖို့ဒီကသာသနာပြည့်တည်များနေတယ်လူကြီးတန်ပေါင်း60ကျော်ဟိုနေ့အတွက်ပြတဲ့အတိုင်းဘုရားဘာသာမဟုတ်သူကတန်ပေါင်း10 သန်းကျော်လို့ရှိတယ်တန်ပေါင်း60ကျော်မှာ10 သန်းကျော်နှုတ်လိုက်လို့ရှိရင်တန်ပေါင်း50ကျော်ကျန်တယ်ခေတ်ဆက်ဆက်အကြောင်းမျိုးမျိုးကြောင့်သာသနာမပိုင်တဲ့ပုဂ္ဂိုလ်တွေသာသနာပြည့်ပုဂ္ဂိုလ်တွေကအဲ့ဒီတန်50ကျော်၄ပုံပုံလိုက်လို့ရှိရင်3ပုံကသွားပြီတဲ့တပုံပဲရှိတော့တယ်10 သန်းကျော်ပဲရှိတယ်10 သန်းကျော်သာသနာပိုင်တဲ့အခြေအနေရှိတယ်တချို့လည်းပဲအားထုတ်လို့သာသနာပိုင်သူရှိတယ်အဲ့ဒီလောက်သာမရှိဘူးဆိုလို့ရှိရင်တော့မြန်မာပြည်ကလူစင်တာမြင့်တင်ပေးတဲ့ကျင့်ဤမှန်တရားနဲ့အားထုတ်လို့ရရှိတဲ့သာသနာဘုရားဆုံးမရည်ကျင်းမှုတိုင်းပြည်ကထွက်ခွာသွားလို့ရှိရင်ရည်ကျင်းမှုမရှိတဲ့လူမျိုးတွေဆိုလို့ရှိအရေးမဲ့ဖြစ်ဖို့သိကြပါရဲ့သာသနာကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေရည်ကျင်းမှုကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်သွားမှာပဲဘုရားဘာသာဝယ်လူမျိုးလည်းပဲရှိမှာမဟုတ်တော့ဘူးဘုရားဘာသာထုံးကားတဲ့တိုင်းပြည်လည်းရှိမှာမဟုတ်တော့ဘူးဒါကြီးအကုန်လုံးကတောင်းရှိပါတယ်ဘုရားရဟန်းတော်တွေမှာလည်းတောင်းရှိတယ်လူ့ကြောင့်ဒီမှာမိဘတွေမှာတောင်းရှိတယ်ဆရာသမားတွေလည်းတောင်းရှိတယ်ရင်းကတော့အစိုးရမှာတောင်းရှိပါတယ်ခုနစောစောကပြောသလိုအစိုးရမကောင်းရင်တိုင်းသူပြည်သားမကောင်းအစိုးရကောင်းရင်တိုင်းသူပြည်သားကောင်းမယ်ဒီတော့တိုင်းသူပြည်သားကောင်းအောင်အစိုးရကောင်းကိုကောင်းရမယ်ဒါမှတိုင်းသူပြည်သားကောင်းမှာမိဘမကောင်းရင်သားသမီးမကောင်းမိဘကောင်းရင်သားသမီးကောင်းမယ်သားသမီးကောင်းအောင်မိဘကောင်းကိုကောင်းရမယ်မိဘကိုတရားနားလေရမယ်ကိုကြီးတရားရှိတယ်သားသမီးတွေစံပြနိုင်လောက်အောင်ပေါ့လေစံပြပြီးတော့ဖြစ်ရမှာဒါမှတာကောင်းသမီးကောင်းရတယ်ဆရာမကောင်းရင်တပည့်မကောင်းဆရာကောင်းမှတပည့်ကောင်းမှာတပည့်ကောင်းအောင်ဆရာကောင်းရမယ်ဒါမှတပည့်ကောင်းရနိုင်တာဘုန်းကြီးတို့ယဟန်သံဃာမကောင်းရင်တရားဓမ္မတွေမကောင်းယဟန်သာကကောင်းမှုအရေးကြီးတယ်ယဟန်သာကကောင်းရင်တရားဓမ္မကောင်းရမယ်တရားဓမ္မတွေကောင်းအောင်ယဟန်သာကတွေကောင်းရမယ်ဒါမှတရားဓမ္မကောင်းနေဖို့လိဖြစ်နိုင်တယ်အဲ့ဒါအကုန်လုံးကတောင်းရှိတယ်ငါနဲ့မဆိုင်ဘူးလို့တွက်လို့မရဘူးအကုန်လုံးဆိုင်နေတယ်ဒီသာသနာတော်ကြီးကိုမြန်မာပြည်ကထွက်ခွာမသွားရဘူးအကုန်လုံးကတောင်းရှိတယ်တာဝန်ရှိတယ်လို့ရှိရင်တာဝန်သိသိနဲ့တာဝန်ကြည့်ရမယ်ငါနဲ့မဆိုင်ဘူးအနေသာကြီးလို့မရှိရဘူးတာဝန်မဲ့နေလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာသူ့မှာသာသနာကွယ်ဖို့ကိုယ်ပိုင်သာသနာပြောက်ဖို့အသေးချာနေပြီကို
ကိုယ်သာသနာပြောင်းနေမဟုတ်ဘူးတခုခုဆွဲသွားပြီဆိုလို့ရှိရင်သာသနာပြည့်လည်းဖြစ်နိုင်တယ်အဲလိုသာသနာပြည့်ဖြစ်သွားပြီဆိုလို့ရှိရင်ခက်တာပေါ့အစ္စလာမ်ဘာသာလွှမ်းမိုးလာလို့ရှိရင်အစ္စလာမ်ဘာသာကအိန္ဒိယမှာဟိုတုန်းကသူတို့စစ်တပ်ကြီးဝဲလာတော့ဟုံးခေါ်တဲ့ဟိန္ဒူလူရိုက်နေတတ်လို့ကျမ်းနေတဲ့ရှင်ဟန်းနေသူတို့ဝဲလာတဲ့ခါကျတော့အကုန်လုံးဗုဒ္ဓသာသနာအဆောက်အဦတွေလည်းပဲဖြစ်စီယဟန်တော်တွေလည်းအကုန်လုံးတတ်တာပဲအဲ့ဒီလိုများဖြစ်လာပြီဆိုလို့ရှိရင်တော့ဘုန်းကြီးတို့တူဘယ်လိုလုပ်မလဲမပြောနိုင်ဘူးနောက်ကခိကပြောင်းနေတာသူတို့ကစီမံကိန်းချပြီးတော့ဓာတ်နဲ့ကိုယ်တော်ပြိုင်ပြမှာပဲသူတို့အသာစီးရလို့ရှိရင်ကြိုက်တာရွေးပဲကိုယ်ယူရတာမစွန့်နိုင်လို့ရင်းဆန်နေဓာတ်နဲ့ရှင်းပလိုက်မှာပဲတေမာကြောက်လို့အောက်အေးပြီးတော့ဗလေသူတို့ယူရတာယူရလို့ရှိရင်ကိုယ်ဖြစ်ထွန်းလာတဲ့သာသမီတွေကတပိတ်ဝဲဝဲမွတ်စလင်တွေပြတ်မှာပဲအိန္ဒိယမှာမွတ်စလင်တခဏချင်းပွားသွားတာလူဖောက်သာသနာခေါ်တယ်လူဖောက်ပြီးတော့ဥယျာဉ်များအောင်လုပ်ပြီးတော့အဲ့ဒါသူတို့အသာစီးအောင်လုပ်တာသူအာဖဂန်နစ္စတန်ဆိုတာဗုဒ္ဓသာသနာအစတုန်းကထုံးကားခဲ့တာသူတို့မွတ်စလင်အုပ်သွားတာအိန္ဒိယလည်းတစ်စိတ်တည်းသာအစတုန်းကဘင်္ဂလားဒေ့ရှ်ဘုရားဘာသာနိုင်ငံမဲ့မွတ်စလင်ဝင်အုပ်လိုက်တာဒီမွတ်စလင်ကြကိုရာခိုင်နှုန်း80ကျော်အိန္ဒိယလည်းဟိုနာဒီနာမွတ်စလင်တွေရှိနေသေးတယ်မြန်မာလူမျိုးတွေဘာမှဓမ္မဥယျာဉ်များတာမဟုတ်ဘူးဥယျာဉ်အများကြီးဖြစ်တဲ့အိန္ဒိယလိုနိုင်ငံတော်မှာဝင်ပြီးတော့လွှမ်းမိုးနိုင်သေးတယ်ဆိုရင်ဘာမှပြည့်လေးပါမို့လိမ့်မယ်နေလိုက်ကြတာဗမာလူမျိုးတွေကရဟန်းတွေရောအေးဆေးဆေးပဲကိုယ်နဲ့မဆိုင်သလိုဒီလိုလုပ်လို့မရဘူးပထမဆုံးသာသနာပဲဖြစ်အောင်လုပ်ရမယ်ကိုယ်ပိုင်သာသနာဖြစ်အောင်လို့ကိုယ်ပိုင်ကာကွယ်ရေးပေါ်လေးရှိရမယ်တက်မြရမယ်ဒီလိုဥယျာဉ်များလာလို့ရှိရင်တရားဆောင်တဲ့ပုဂ္ဂိုလ်တွေတရားကမနေပါဘူးပြန်ဆောက်ရှောက်ပါတယ်ကောင်းကောင်းကျင့်တဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲနှကောင်းနှမျက်တွေကကြည့်မနေပါဘူးဆောက်ရှောက်ပါတယ်အကျင့်ပြည့်နေတော့ဘယ်နှက်ကလာပြီးတော့ဆောက်ရှောက်မလဲဘယ်နှက်ကမှလာဆောက်ရှောက်မှာမဟုတ်ဘူးအကျင့်ကောင်းလို့ရှိရင်လာဆောက်ရှောက်ပါလို့တောင်းတဖို့မလို့ကိုယ်ကျင့်တရားအရှိန်နဲ့လူကောင်းသူကောင်းနေရာကအထင်ထင်ရှားရှားအားပေးသလိုနတ်ကောင်းနေရာလည်းထင်ထင်ရှားရှားအားပေးမှာအခုနတ်ကောင်းနေမကတ်နိုင်တာလူတွေအကျင့်ပြက်လို့သို့တော့နတ်ဆောင်မအောင်လို့ကြည့်ရတယ်တော့မဟုတ်ဘူးလူပိသအောင်ကြည့်ရတာပဲအဲ့ဒါလိုလူပိသအောင်ကြည့်တဲ့ပုဂ္ဂိုလ်တွေအရဟတဥပဒကတရားထုတ်နေတဲ့ပုဂ္ဂိုလ်တွေမဲ့နဲ့ကြည့်တဲ့ပုဂ္ဂိုလ်တွေဖိုးလိုက်တည်တဲ့ပုဂ္ဂိုလ်တွေပုဂ္ဂိုလ်12ယောက်ပေါ့လေအဲ့လိုအခြေအနေဆက်အောင်လို့ကောင်းကောင်းကြည့်ကြမယ်ဆိုရင်သူဘတ်တာပရဝေကိုနောက်ဆုံးမြတ်စွာဘုရားအမိန့်ရှိခဲ့တာဣမေသသူဘတ်တာဘိက္ခုဓမ္မဥဟရေယံသူဘတ်တာတဲ့ဤငါဖျားသာသနာတော်ကဘိက္ခုအမည်ကယဟန်နေဘိက္ခုကောင်းတာပြီးတော့အချုပ်ချာအနေနဲ့ဟောကြားတဲ့ဒေသနာပါဘိက္ခုနောက်ကဘိက္ခုနီလည်းရှိတယ်ယန္နာ၃ရပ်ကိုစိကတဲ့ဥပဒကဒကာတွေလည်းရှိတယ်ယန္နာ၃ရပ်ကိုစိကတဲ့ဥပတိကဒကမတွေလည်းရှိတယ်ပုဂ္ဂိုလ်၄မျိုးလုံးယဟရဲ့ယဟမရဲ့ဥပဒကဥပတိကရဲ့ပုဂ္ဂိုလ်၄မျိုးအကုန်လုံးဆိုင်တယ်ဤသာသနာတော်ကယဟအပါဝင်ပုဂ္ဂိုလ်၄မျိုးတို့ဗုဒ္ဓသာသနာဖြစ်တဲ့ပုဂ္ဂိုလ်၄မျိုးတို့ဒီလိုဆိုလို့တယ်ကောင်းကောင်းမွန်မွန်နေထိုင်ကျင့်သုံးကြမယ်ဆိုရင်တဲ့
နီလန်းကြကျင့်သုံးနေထိုင်ကြမယ်ဆိုရင်နီလန်းကြကျင့်သုံးဆိုတာကိုကပထမဆုံးစွမ်းဆောင်တဲ့ပုဂ္ဂိုလ်ကရှိဥစွာပြည့်စုံကျင့်တဲ့လောက်တည်းကျင့်ထားနေရမယ်ခုလိုသတိပဋ္ဌာန်ဘာဝနာတရားတွေအားထုတ်ခြင်းဖြင့်ရှေးပိုင်းဉာဏ်အစစ်စစ်တက်အောင်အရဟတဥပဒကပုဂ္ဂိုလ်အဆင့်ရောက်အောင်အားထုတ်ထားလို့တော်တော်လေးကျင့်တတ်တဲ့အပိုင်းရောက်လောက်တဲ့အထိကျင့်သုံးထားရမယ်မစွတ်မပုတ်မဟုတ်ဘူးဒီတရားအားထုတ်ရတာအခုမှတွေ့ရတာအတွေ့နောက်ကျလိုက်လေချင်းဆိုတာပေါ့လေအဲ့ဒီအခြေအနေဆက်တဲ့အထိကျင့်ထားနေရမယ်ဆိုတော့จิตတဲ့ပေါ်ပြီးတော့ဥပဒနာဉာဏ်ကြီးကျပြည့်စုံပြီးတော့အနည်းဆုံးတစ်ပတ်ထုံရအောင်အားထုတ်ထားမှာအဲ့ဒါလို့ဆိုလို့ရှိရင်သူ့မှာသာသနာပိုင်သွားပြီသာသနာပိုင်လောက်အောင်အားထုတ်တဲ့ပုဂ္ဂိုလ်များနဲ့တော်တော်လေးပိုင်ထားတဲ့ပုဂ္ဂိုလ်အနေထားရောက်အောင်ပေါ့လေကျင့်တာကိုပဲတမ္မာဥဟရေယုံခေါ်ပါတယ်တောင်းကောင်းနေထိုင်ကျင့်သုံးရမယ်ဆိုရင်ဒါမှလို့ဘုန်းကြီးတို့မြန်မာတိုင်းပေါ်အများစုအရွယ်ရောက်တဲ့လူငယ်လူတွေအစတော်တော်လေးအုံမဲမဲစွာဖြစ်တဲ့အထိအစုလိုက်ပဲသုံးသကြည့်တယောက်ချင်းပဲသုံးသကြည့်ဘုန်းကြီးတို့ရဟန်းတော်များလည်းပါဝင်ပေါ်လိဖယားအလိုတော်ကြအားရပွဲကောင်းတော့အောင်တော့မဟုတ်သေးဘူးဆိုတာပေါ့လေရိုးသားတဲ့ပုဂ္ဂိုလ်တွေကဝန်ခံရမှာပဲမရိုးသားတဲ့ပုဂ္ဂိုလ်တွေကတော့လှည့်ပတ်နေဦးမှာပဲရိုးသားတဲ့ပုဂ္ဂိုလ်ဝန်ခံရမှာပဲဝန်ခံပြီးတော့ကိုယ်မှာဘာတွေဟာတယ်ဘာတွေလိုတယ်ဘာတွေလွဲနေတယ်ဆိုတာပေါ့လေသုံးသပ်ကြည့်လို့ရှိရင်ဟာတာလည်းသိမယ်လိုတာလည်းသိမယ်အထူးသဖြင့်လွဲတာလည်းသိမယ်ဒါတွေအချိန်မီဟာတာကိုဆွဲရမယ်ဆိုတာပေါ့လေလိုတာကိုဖြစ်ရမယ်ဆိုတာအထူးသဖြင့်လွဲချော်နေတာရှိတယ်လွဲချော်နေတာတက်အောင်လုပ်ပြရမယ်ဆိုတာပေါ့လေအခွင့်တောင်လုပ်ပြီးတော့ဟာတာကိုဆွဲလိုတာဖြစ်အထူးသဖြင့်လွဲတာကိုမြန်တက်ပြရမယ်ဒါတဲ့အရေးကြီးတယ်လွဲချော်တဲ့အချိန်နေနဲ့လွဲချော်တဲ့သဘောနဲ့အချိန်မကုန်သေးရဘူးဒါတဲ့အရေးကြီးတယ်အဲ့ဒါလိုလုပ်နိုင်လို့ရှိရင်ဣမေသသုဘတ္တဘိက္ခုတမ္မာဟုရေယုံစာဘောလေသုဘတ္တဤသည့်ယဟန်တော့ဤသည့်ယဟန်အပါဝင်ပေါ့လေဘိက္ခုနီခုကတော့တိခါရှင်တွေပေါ့ဘိက္ခုနီယာမှာရောက်နေပုဂ္ဂိုလ်လေးမျိုးတို့ကောင်းကောင်းမွန်မွန်ဒီလိုတော့ကျင့်သုံးနေမယ်ဆိုရင်နဲ့အဆုံညောလောကောအရဟတိအတ္တကိလေသာကုန်ခန်းတဲ့ယဟန္တာမစိတ်သုံးပါဘူးတဲ့3ဒီဂရီထိကြမသွားဘူးအခုတော့ရိုး3ဒီဂရီတွေမဟုတ်ဘူး3ဒီဂရီကိုပဲတော်တော်ကိုကြာနေတယ်ဘယ်လိုလုပ်ကြမလဲအရဟတဥပဒကအခုလိုသတိပဋ္ဌာန်ဘာဝနာတရားအထုတ်ပြီးတော့ထိုက်တန်သမျှအသိဉာဏ်လေးရှိသူတောင်မှတော်တော်လေးရှားပါနေပါတယ်အေးတတိလုံကဲလို့ရှိ3ဒီဂရီကျသွားတယ်လို့ပေါ့လေ3ဒီဂရီကျနေတယ်ဘယ်လိုဆွဲတင်မလဲဘယ်နည်းသုံးမလဲနိမရအောင်ဘယ်လိုရှာမလဲနိမတွေ့ပြီဆိုလို့ရှိရင်မြန်3ကနေပြီးတော့ကဏ္ဍနေဖြစ်လောက်ဘယ်လိုလုပ်မလဲကိုယ့်ကိုယ်မေးကိုထုတ်အောင်ပါပဲအဲ့ဒါလို့မလုပ်နိုင်သေးဘူးဆိုလို့ရှိရင်တော့သမယောကြတိုင်သွားမှာပဲသုတ်ကပဲသုတ်ကလည်းတက်ကံဖြစ်မှာနိုင်ဘောရမပူရံကျမ်းမှာဘုန်းကြီးတို့လေ့လာကြည့်တဲ့အခါကတ္တယုဂတရေတာယုဂဒွါဗရယုဂနဲ့ကလိယုဂဆိုတာယုဂ4မျိုးလွယ်လွယ်နဲ့ပြောလို့ရှိရင်ခေတ်4မျိုးပေါ့ကတ္တယုဂဆိုတာလူတွေသိရှေ့ကသိသစ္စာရှိကြတယ်ကိုယ်ကျင့်တရားအပြည့်မခံဘူးကိုယ်ကျင့်တရားသိတန်ဖို့ထားတယ်သူလည်းကိုယ်ကျင့်တရားတန်ဖိုးထားကိုယ်လည်းသူကိုယ်ကျင့်တရားတန်ဖိုးချရာဂိုင်နှုန်းပြည့်လို့ကိုယ်ကျင့်တရားတန်ဖိုးထားကြတော့လူတွေဟာ
စာရေးစာလည်းပဲဩဇာတနဲ့ပြည့်စုံပြီးတော့စားတော့တဲ့အခါမှာကျမ်းမာရေးတွေရအသက်လက်ရှိကြတယ်လူလေးပုံပုံလို့ရှိရင်လေးပုံလုံးကောင်းတယ်အဲ့ဒီခေတ်ကြီးကကုန်သွားပြီအဲ့ဒီလေးပုံတွေကတပုံကအကျင့်ပြစ္ဆာပြုလာတယ်တပုံပြက်သုံးပုံကောင်းအဲ့ဒီခေတ်ကြတော့နည်းနည်းလူတွေအကျင့်ပြက်လာတော့ဒီအတိနာတွေကလည်းဩဇာတရော့သွားတယ်ပြီးတော့မနုမနအစာတွေမောင်မြင်တဲ့အစာတွေစားတော့ယောဂတွေအသက်တူသွားတယ်ဘယ်လောက်ထိတူသွားလဲဆိုလို့ရှိရင်အသက်အပြည့်ရမယ်စားဖို့လေတပုံလောက်တူသွားတယ်ဥပမာ100တန်းဆိုလို့ရှိရင်85တန်းရောက်သွားတော့နောက်ပြဿနာရှိပြည့်ရှိရှိဆိုတဲ့အတိုင်းပေါ့လေပိနေတိများလေးစိတ်စီထားလို့ရှိရင်မပုတ်ခင်တော့အကောင်းပေါ့လေးစိတ်တွေကတစ်စိတ်ပုတ်လာပြီဆိုလို့ရှိရင်အဲ့ဒီအပုဒ္ဒရှိနေတဲ့ပိနေတိစိတ်ကမပုတ်သေးတဲ့တစ်စိတ်စီအပုဒ္ဒကူသွားတော့နှစ်စိတ်ပုတ်တယ်သုံးစိတ်ကောင်းတစ်စိတ်ပုတ်ကိုတော့တရေတာခစ်ခေါ်တယ်နှစ်စိတ်ပုတ်နှစ်စိတ်ကောင်းတဲ့ခေတ်ကိုတော့ဒွါဗရခေတ်ခေါ်တယ်တဝက်ကောင်းတဝက်ပုတ်တဲ့ခေတ်ကိုဒွါဗရခေတ်ခေါ်တယ်အဲ့ဒီခေတ်ကြီးလည်းကုန်သွားပြီကောင်းတဲ့နှစ်စိတ်ထဲကတစ်စိတ်ထပ်ပုတ်ပြန်တော့သုံးစိတ်ပုတ်ပြီးတော့သုံးစိတ်အကျင့်ပြက်ပြီးတော့တစ်စိတ်ပုတ်တစ်စိတ်ပြက်တစ်စိတ်ကောင်းတဲ့ဖြစ်တဲ့အခုကလိယုကခေါ်တယ်ကလေးဆိုတော့ပြောစရာကဲစရာအပြစ်တွေအကျင့်စိုးတွေကိုယ်နဲ့ဆက်တဲ့အကျင့်စိုးတတ်တယ်ခိုးတယ်ကာမတောင်းကြတဲ့အကျင့်စိုးတွေလိမ့်နဲ့ရှင်းရှင်းရတိုက်တယ်ကျင်းမောင်းဆဲဆိုတဲ့အနှစ်မဲ့တဲ့စကားတွေအချိန်ကုန်ခါပြီးတော့ပြောတယ်ဒါကတော့အပြောစိုးသူများပစ္စည်းအပိုင်စီးခြင်းပစ္စည်းခြင်းနဲ့မတရားရလို့တဲ့သူများတတ်ခြင်းဖြတ်ခြင်းနဲ့ဖြစ်စီလို့တဲ့အဲ့ဒီအကျင့်စိုးတွေကိုပါဠိလိုကလိလို့ခေါ်တယ်ယုဂဆိုတာခက်ပေါ်လေကလိယုဂရောက်လာတာဘုန်းကြီးတို့ဘုရားကောရမလက်ထက်တော်မတိုင်မီတဲ့ကပဲဘုရားကောရမပုံပြီးတာနှစ်ပေါင်း2500ကျော်သွားပြီပြီးတော့ဘုရားတော်မှာအပြည့်များတဲ့ခေတ်ဆိုလို့ရှိရင်အသက်တော်မှာ100တန်းဟိုတော့ရှိတာအခုချီတွက်ကြည့်ပေါ့ဘယ်လောက်ကျင့်နေပြက်လာတယ်လဲဆိုတော့သို့တော့ဘုန်းကြီးတို့မြတ်စွာဘုရားသတ်မှတ်ထားတဲ့သာသနာဗုဒ္ဓရည်ကျေးမှုကတော့ကျင့်သူမရှိရင်ဆုတ်သွားမှာပဲဟုတ်နှိမ့်ချသွားမှာပဲကျင့်သူရှိရင်အပေါ်တက်လာမှာပဲပေါ်မြင့်တက်လာမှာပဲကျင့်သူရှိသူမရှိသူမှာတီးနေတယ်ဒီတော့ဒီရည်ကြီးမှုကြီးမပြောက်ပေါ်ရအောင်ဘာအရေးကြီးဆုံးလဲဆိုတာပေါ့လေဘုန်းကြီးတို့ယဟန်နေကိုယ်တိုင်ကစာပေရီကြာကြာနာသင်ပြီးတော့အတိတရားရရှိပြီးတော့အကျင့်တရားရောက်တဲ့အထိပေါ့လေအကျင့်တရားရှိပြီးတော့တကယ်ကိုအသက်ပါတဲ့သာသနာဖြစ်ဖို့ကိုရှင်တရားကောင်းလို့ရှိရင်ရှင်သန်နဲ့ခေါ်တယ်ကျင်းဒီမှနေကြီးကျဲလို့စိတ်နေစိတ်ထားတွေကောင်းပြီးတော့တတ်ရှင်းသွားတာဒါရှင်သန်သာသနာခေါ်တယ်လူလည်း၅ပါးသီလပြည့်စုံလို့ရှိရင်ဒါအသက်ပါတဲ့ကိုရှင်တရားတည်နေတာပဲသို့တော့တရားမထုတ်လို့ရှိရင်တော့ရှင်သန်မှုမရှိဘူးမိခင်ဝင်းကကျွတ်တဲ့သာသမီဟာအသက်ကလေးပါလာတယ်အချိန်မီတော့ကြုံမတက်ဘူးဝါဘာမကျွေးဘူးဆိုလို့ရှိရင်ရပတ်လေးတွင်မတည်သွားနိုင်ဘူးတိုက်တော့တိုက်ကျွေးတယ်ကျွေးတော့ကျွေးတယ်လုံလုံလောက်မကျွေးဘူးဆိုရင်နှုတ်မြတ်တာအာဟာရချုပ်တဲ့သာဖြစ်နိုင်တယ်
နုမြတ်အာဟာရချုပ်တဲ့သားလူစင်မမိဘူးနို့ကြောင့်အာဟာရလုံလောက်တဲ့ကလေးနဲ့ရှင်းကြည့်လိုက်လို့ရှိရင်အရာမောင်းလဲကွာသွားတယ်အလုံးထည်လဲကွာသွားတယ်ကိုယ်ကအားလည်းပဲအများကြီးကွာခြားသွားတယ်နို့ကြောင့်အာဟာရလုံလောက်တဲ့ကလေးကအရာမောင်းထူးခြားခြားတက်လာတယ်အလုံးထည်လဲထွက်လာတယ်ကိုယ်ကအားလည်းကောင်းလာအင်အားလည်းကောင်းလာတယ်အခုအခြေခံဘာသာရေးသာသနာရေးမှာမိဘဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သားသမီးတွေကိုမကောင်းပြတာကောင်းရညွှန်လားဆိုတာပေါ့လေမတည့်တဲ့အစာကြီးရှောင်ဖို့တည့်တဲ့စာကြီးဆောင်ဖို့ဆိုတာပေါ့လေနှုတ်ကြုံနဲ့တူတဲ့ရည်ကျင်းမှုတွေလုံလောက်အောင်ပြနေဦးဆရာတွေကလည်းပဲတက်လက်တင်ပဲ့ပြင်ဆုံးမဆိုတော့လုံလောက်အောင်ပြနေဦးဘုန်းကြီးတို့ရဟန်းတော်တွေစီကတ်လာတဲ့အခါကျတော့လေရဟန်းတော်များကဒါနတဲ့သီလပိုရေးကြည့်ပြီးတော့သီလအခြေတည်ပြီးတော့စိတ်ဓာတ်ပုံမျိုးအတိမတိုးစေနေတဲ့အစစ်မြင့်တဲ့တရားတွေအားထုတ်ပြီးတော့ကိုယ်ပိုင်သာသနာဖြစ်ဖို့ရန်အတွက်အရေးကြီးတယ်ဆိုတာပေါ့လေကိုယ်ရင်ကလည်းပဲကြည့်ရမယ်ကြည့်ပြရမှာမဟုတ်ကြည့်ရမယ်စံပြဖြစ်နေလို့ကြည့်ရမယ်သူများဟောနိုင်ပြောနိုင်လောက်အောင်လည်းပြရမယ်အဲ့ဒါလို့တစ်ဆင့်ပြောနိုင်ဟောနိုင်ပြီးတော့ဒီလိုတိုက်တွန်းချက်တွေကိုနာခံပြီးတော့တတ္တတရားဖြစ်ပြီးတော့ကြည့်ကြမယ်ဆိုလို့ရှိရင်ဒီသာသနာတော်ကြီးဟာတည်တတ်နေမှာပဲကျင့်သူများလာလို့ရှိရင်အပေါ်မြင့်တက်လာမယ်ကျင့်သူမရှိအောင်နှိပ်ကြသွားမယ်နှိပ်ခါပြန်တယ်လို့ပဲနှိပ်ခါဆိုတဲ့တတ္တဝါရှိတယ်သူပြန်တဲ့အခါမှာအောက်စိတ်ပြန်လိုက်အပေါ်တိုးပြန်လိုက်ပေါ်တက်ပြန်လိုက်ရှိတယ်အခုကနှိပ်ခါပြန်တဲ့ခေရောက်နေခေခါအောက်ကိုစိုက်တဲ့ခေရောက်နေပါလေခေခါအပေါ်ကိုရှိရှုပြီးတော့ထိုးပြန်တဲ့ခေရောက်အောင်လို့အခုမြန်မာပြည်မှာဗုဒ္ဓသာသနာဝင်လို့ဆိုရတဲ့ပုဂ္ဂိုလ်တွေဘုန်းကြီးတို့ရဟန်းတော်တွေကရှေ့တန်းကတည်းအရေးကြီးတယ်ပစ္စည်းလေးပါးနဲ့ပံ့ပိုးနေတဲ့ဓမ္မတွေကဒုတိယအရေးကြီးတယ်ဆရာတွေလည်းအရေးကြီးတယ်အချုပ်ကတော့တိုက်ပြီးအုပ်ချုပ်တဲ့အစိုးရတွေအရေးကြီးဆုံးပဲအိန္ဒိယမှာသာသနာကွယ်တဲ့အချက်၄ချက်ပေါ့လေအဲ့ဒီအချက်၄ချက်ရအိန္ဒိယမှာသာသနာကွယ်ဆိုတော့ဗမာပြည်လည်းပဲသာသနာကွယ်ကြီးရဲ့အကြောင်းတွေဘယ်လောက်ရှိနေပြီလဲဆိုတော့သုံးသပ်ကြဖို့အရေးကြီးတယ်အရေးကြီးတာကိုအရေးကြီးမှသိပြီးတော့ဆောင်ရွက်ကြမယ်ဆိုရင်အားလုံးတောင်းတည်တည်နဲ့ပေါ့လေနေလားငါလားဆောင်ရွက်ကြမယ်ဆိုလို့ရှိရင်တော့ဒီသာသနာဟာမိမိအတွက်နဲ့အထူးတိုးတက်မလာသည့်တရားတော်မှဆက်လက်ပြီးတော့ရှင်းသားနေတယ်ဆိုရင်ကောင်းတာပဲသို့တော့အထူးတိုးတက်ဖို့တော့လုပ်ဖို့တော့လိုတယ်ခုနလေးပုံတစ်ပုံကောင်းလေးဟာတပုံကြည့်ကြည့်လေးကောင်းပြီးတော့နောက်အနာဂတ်မျိုးဆက်အတွက်ကောင်းအောင်လို့ဆက်ဖို့လိုတယ်စင်းပေါ်လေးတပုံကောင်းကနှစ်ပုံကောင်းနှစ်ပုံကောင်းသုံးပုံကောင်းသုံးပုံကောင်းကလေးပုံကောင်းအထိတကယ်ကြိုးစားရင်ဖြစ်နိုင်တာပဲအဲ့ဒီအထိဖြစ်လာပြီဆိုလို့ရှိရင်ဘုရားတို့မြန်မာပြည်တမီးရိုးကြလို့ဘုရားဘာသာမှာဥယျာဉ်တွေများနေလို့ရှိရင်ခရိယာလည်းဝင်နိုင်ပါမလားတိတ်တဆင်ဘလို့ပဲဝါရဖြန့်ကိုယ်မှာကတကယ်ကျင့်ဤမှသိပြီးတော့ကျင့်ထားလို့အကုလောက်တွေဟာရှိနေပြီဆိုလို့ရှိရင်တရားဟာဒီဘာမှလက်မခံတော့ဘူးဘယ်လောက်ပဲမွတ်စလင်ကအဆွဲကောင်းကောင်းသူတို့လည်းပဲဓာတ်နဲ့မမုန်းနိုင်ဘူးဓာတ်နဲ့မုန်းပြီးတော့မသိမ့်သွင်းနိုင်ဘူးအခုနီးမျိုးစုံလုပ်နေတဲ့သူတို့ဆိုင်နေဖွဲ့မိဂရိအရွယ်ကောင်းလေးတွေသူတို့အဲ့ဒီဆိုင်မှာထိုင်ခိုင်းတော့ရတိတောင်ရောက်နေပြီကိုစံတနားမလဲတဲ့တောအကောင်တွေကတော့တောကလူတွေကတော့လက်ခံမယ်လက်ခံရင်တော့အဲ့ဒါသမီးမျိုးလေးတွေတော့ပါသွားဖို့တော့သိကြတာပဲမျိုးလည်းပဲသတိထားဖို့အဲ့တော့ခိုင်ခိုင်မာမာကိုယ်ပိုင်ကောင်းမှုစွမ်းရည်ထိတ်မြတ်ထားလို့ရှိရင်သူ
သူတို့နဲ့လည်းပဲနှိစမှာမဟုတ်တော့ပါဘူးကိုယ့်အလုပ်ကိုလုပ်ပြီးတော့တဖြည်းဖြည်းဖျက်ရတဲ့ငယ်နာသုံးပါးရဲ့ကိုယ်ကြီးတွေသိပြီးတော့ဘ누구ကဖြစ်မပြည့်ပြည့်နိုင်လောက်တဲ့ယုံကြည်မှုမျိုးရှိသွားမှာဘယ်တော့ပဲပစ္စည်းတွေတစ်သက်လုံးစားမကုန်ပုံပြီးပါမယ်ပြောဒီယူရတာဖြစ်ပါဆိုတာဘယ်တော့မှမဖြစ်တော့ဘူးတပ်ပြင်းပြပြောလေဆင့်ခံနေတဲ့အခြေအနေထိရှိအောင်လုပ်ထားရမယ်ဘယ်တော့မှဒီယူရတာပြောင်းဖို့မရှိအောင်ကျောက်ရုပ်တောင်မှပြုံးလောက်အောင်အပြောကောင်းအဟောကောင်းနဲ့တွေ့လို့ရှိရင်လည်းအဲ့ဒီပဲမပါရအောင်လည်းပဲစာတွေ့ရနေပြီးတော့လက်တွေ့အားထုတ်လို့တကယ်အနှစ်သာရပိုင်းရှိထားပြီဆိုဓမ္မထာဆိုတော့ဒီတရားမှဒီတရားဆိုတာဒီတရားမှဒီတရားဆိုတော့ဒီတရားမှဒီတရားကိုဖော်ထုတ်မြတ်စွာဘုရားဒီဖျားမှဒီဖျားမှဒီဖျားမြတ်စွာဘုရားဆိုဆုံးမတဲ့ကျင့်သုံးလို့တကယ်ကိုအာကိုလို့တဲ့တန်ခါကိုသိရပြီဆိုလို့ဒီတန်ခါမှဒီတန်ခါဒီနည်းမှတိုင်ကျင့်လို့တရားမှန်တာကိုသိသွားလို့တရားသိသွားပြီဆိုလို့ရှိရင်သူများကဘယ်လိုပဲမဲ့လောက်အောင်ပစ္စည်းလာပါနဲ့ဖျားယောင်မပါတော့တပ်ပြမဲ့ပြောလက်စိတ်ခံနေတဲ့တတ္တိရှိတယ်ကျောက်ရောက်တော့မှပြုံးတော့အပြောကောင်းဟောကောင်းနဲ့တွေ့လည်းပဲလက်မခံတော့ဘူးအဲ့ဒီလိုအခြေအနေကြီးဆက်အောင်ဘုရားဘာသာဝင်လည်းအခွင့်ရှိတယ်လုံရရနိုင်တယ်မလုပ်ကြလို့မလုပ်ကြတော့ဘာဖြစ်လဲဖိုးပလာမေပလာတွေဖြစ်ပြီးတော့လာသမျှဟာတွေအကုန်လုံးလက်ခံပြီးနောက်ဆုံးကြတော့ကိုယ်မှတကူရေးသာသနာပြတ်သွားပြီသာသနာပိုင်ရမယ်အစားပေါ်ဒီသာသနာပြတ်သွားပြီတော့ကတော့ဗုဒ္ဓံတဏ္ဍာကိသံမိဓမ္မတဏ္ဍာကိသံမိသံဃာတဏ္ဍာကိသံမိဆိုရတာဘုရားတရားသံဃာယနာသုံးပါးကိုကြီးဘာမှမသိဘူးတုတ်တဲ့သာလျှောက်ဆိုတာဒါပဲအဲ့ဒီလိုဗုဒ္ဓဘာသာဝင်ကတော့တမျိုးကြပါပဲတမျိုးကြဆိုတော့မှုံမွားမွားပဲမှုံမွားမွားဆိုတော့မပြတ်သားဘူးမပြတ်သားဘူးဆိုတော့မရေမရပေါ့မရေမရဗုဒ္ဓဘာသာဝင်ပေါ့မရေရဘူးဆိုမသေးကြဘူးပေါ့ကိစ္စမဟုတ်ဘူးဇဝေဇဝါအဆန်းကြောင်းအနှစ်မဲ့စိုးစီညောင်းနာဗုဒ္ဓဘာသာဝင်နဲ့အဲ့ဒါတွေများနေပါလေအဲ့တော့မိမိတို့ကိုယ့်ကိုစစ်ကြည့်ပေါ့အဲ့ဒီလိုဗုဒ္ဓဘာသာဝင်ဆိုရင်တော့မဟာမူဆိုတာပေါ့လေတမျိုးကြလုံဖြစ်အောင်လို့ဘယ်လမ်းစဉ်လိုက်ရမလဲဆိုတာသိသိချာချာသိပြီးတော့ဒါနတက်တဲ့နဲ့မရဘူးငါးပါးသီလလုံုံနဲ့လည်းမရသေးဘူးပရိစေယုံနဲ့လည်းမရသေးဘူးမြန်မာပြည်တကိုးကြီးဖျားတွေရှောက်ဖူးယုံနဲ့မရသေးဘူးအိန္ဒိယကတာဝစီနိယလေးဌာနသွားဖူးယုံနဲ့မရသေးဘူးပဋ္ဌာန်းတွေဘယ်လောက်ရုပ်မရသေးဘူးဒီတတိပဌာန်ဘာဝနာတရားကိုတကယ်ကိုဆရာကောင်းလေးတန်ချင်းကပြီးတော့အချိန်ယူပြီးတော့ရိုးသေးသေးလေးလေးဆက်ဆက်စီးဆက်ဆက်နဲ့အထုံးမှာအရွယ်ကောင်းပြီးတော့အပြောရှင်းတဲ့ပုဂ္ဂိုလ်တွေပေါ့လေထက်မြက်တဲ့ပုဂ္ဂိုလ်တွေဆိုရင်ပြောစကားနားထောင်မှာတလအတွင်းထူးခြားချက်ဖြစ်အမခံတယ်လောက်အမခံရရှိတဲ့သာသနာမှာကိုယ်အတွက်တကိုယ်သာသနာပေါ်ဒီပြည့်စုံလုံးနိုင်တဲ့အခွင့်အရေးရှိရတာနဲ့ဒီအခွင့်အရေးကိုလက်လွတ်သွားရမယ်ဆိုလို့ရှိရင်နောက်အနာကစဉ်းစားကြည့်ပါကိုယ်အတွက်ဘာဖြစ်အောင်လဲဆိုတာပေါ့လေကိုယ်နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေဘယ်လိုဖြစ်သွားမလဲဆိုတော့ကြည့်ပေါ့လေးလေးနဲ့စဉ်းစားကြပါလေးလေးနဲ့မစဉ်းစားဘဲနဲ့ပေါ်ပင်လောက်နဲ့ပြီးရမယ်ဆိုလို့ရှိရင်တော့ဘုန်းကြီးတို့မြတ်စွာဘုရားကဒီဂုတ္တရနိကေအဓမ္မိကတုတ်တံဆိုတော့ဟောထားပါတယ်အဓမ္မိကတုတ်တံဆိုတော့တရားမရှိရင်မတရားပေါ့တရားမဲ့တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်အဓမ္မိကခေါ်ပါတယ်ကျင့်ဒီမှာတရားနဲ့ကျင့်သုံးလို့ရရှိတဲ့တရားပေါ့လေကျင့်ဒီမှာလည်းမသိကျင့်သုံးမှုလည်းမရှိဘူးဆိုလို့ရှိရင်တော့ဒါတရားမဲ့သူခေါ်တာပဲတရားမဲ့တဲ့ခေတ်ကြီးမှာတဲ့မြတ်စွာဘုရားဟောထားတာ
အုတ်ချုပ်သူကလည်းတရားမဲ့ပြီအခြေခံလူကျင့်တော်မှမရှိအုတ်ချုပ်သူတွေမှာပြည့်စုံရမယ်ရာဇဓမ္မဆိုတော့လည်းနတ္ထိမရှိဝန်ထမ်းတွေကိုယ်တိုင်လည်းပဲမရှိဘုရားတော့ဗြဟ္မဏခေါ်တာပေါ့လေဗြဟ္မဏဆိုတာရှိရဟိုခေတ်ကတော့ပညာရှိတွေပေါ့ဘယင်တွေကိုအကြံဉာဏ်ပေးနေတာပေါ့သူတို့ဝေရကြားနေနဲ့သိပြီးတော့ဂါပတိခေါ်တဲ့ဓမ္မအိမ်သူအိမ်သားတွေပေါ့လေလုပ်ငန်းကံကလောက်ကမ်းရှင်တွေပေါ့အုတ်ချုပ်သူတရားပြည့်လို့ရှိရင်ဘုရားတော့ဘယင်ခေါ်တာပေါ့အခုတော့အစိုးရပေါ့အုတ်ချုပ်သူတရားပြည့်လို့ရှိရင်အတ္တမိကမတရားတွေကျင့်လို့ရှိရင်တဲ့ဝန်ထမ်းတွေလည်းပဲမတရားလိုက်ကျင့်တော့တာပဲဘယင်ကိုအကြံဉာဏ်ပေးတဲ့ပညာရှိပိုင်းလည်းအချင်းပြတ်တော့တာပဲတဲ့လုပ်ငန်းရှင်တွေလည်းအချင်းပြတ်တော့တာပဲအဲ့ဒီအစပြီးတော့ဗောလေနေကဟာတွေလည်းအချင်းပြတ်တော့တာပဲမြို့နယ်တွေရွာစပြီးတော့ရွာမြို့နယ်ခရိုင်တိုင်းပေါ်လေဒီမှာပြည်နယ်အကုန်လုံးလာပြီးပြတ်တော့တာပါပဲအဲ့ဒါလိုအချင်းပြတ်ပြီဆိုလို့ရှိရင်နဲ့နေလာတွေလည်းပဲအသွားလာမမှန်တော့ဘူးတဲ့နေလာလည်းကနေတွဲပြီးတော့နေလာတွေနဲ့တွဲပြီးတော့ဖြစ်တဲ့နှက်ခတ်တွေလည်းပဲမမှန်တော့ဘူးတဲ့လာကအေးတက်ကိုပေးတယ်နေကအနှွေးတက်ကိုပေးတယ်နေပူတဲ့ခါလည်းတိတ်ပူပေါ့လေအေးတဲ့ခါလည်းတိတ်အေးဒါမျိုးပေါ့နေကတိလည်းအသွားလာမမှန်လို့ရှိရင်ဒီတော့မိုးများတဲ့စီတိတ်များရေကြီးရေတွေတိုက်စားလူတွေသေးစက်ခင်းတွေပြက်မိုးခေါင်တဲ့စီတော့တိတ်ခေါင်စက်ခင်းမဖြစ်ဒါမျိုးတွေပေါ့စိတ်သမျှအတိအနှံနေလည်းပဲအောင်မြင်မရှိဘူးတဲ့တပိုင်းအောင်တပိုင်းမအောင်ပေါ့လေအဲ့ဒီအတိအနှံတွေကိုလူတွေစားကြလို့ရှိရင်အာဟာရမပြည့်စုံတော့အာဟာရချုပ်တဲ့ယောဂါကအစလူတွေယောဂါတွေထူကြလိမ့်မယ်တက်တန်းတွေထူကြလိမ့်မယ်အခုရာသီဥတုတွေမမှန်တာဆိုတာအခုပါတဲ့ပြောတာခရမ်းရောင်ပူတာဟုတ်လားဟမ်မထိပါစေနဲ့ထိလို့ရှိရင်ကိစ္စယောဂဖြစ်တတ်တယ်ကိုအရင်နှစ်ကလည်းပြောသေးတယ်ဒါလည်းလူတွေအကြည့်ပြက်လို့ရာသီဥတုဖြစ်တာညောပြမှာလည်းအကြည့်ပြက်လို့ကြည့်ပါလားဟောမြို့ဝကျုံးပေါ်လက်ကျမုံတိုင်းတိုက်တော်လိုက်တော့လူတွေတိတ်နဲ့ချီသေးတာပဲဒီပင်တွေကလည်းကြိုကြားဖြစ်တာပဲငလျင်အခုငလျင်ခဏလှုပ်နေတာဒါလူတွေအကြည့်ပြက်လို့ဘုရားသာသနာထုံးကားတဲ့တိုင်းပြည်တော်မှာပြက်လို့ဒီအခြေစိုးအနေစိုးနဲ့ကြုံရတယ်ဆိုလို့ရှိရင်ဒီလိုအကျင့်မျိုးမရှိတဲ့အယူမှားတဲ့တိုင်းပြည်တွေဆိုအထူးပြောစရာမရှိတော့ဘူးအမေရိကတိုင်းပြည်လည်းပဲစပုသိပ္ပံကြီးထုံးကားပြီးတော့လူလေးကိုအစဉ်တန်မြင့်တယ်လို့ဆိုလို့သူတို့လည်းလီမုန်တိုင်းခဏပြီးတာပဲဒါပေမဲ့သူတို့ကတော့ပညာရှိတွေကတော်တော်လေးတတိထားလာပြီထားတော့အေးချမ်းမှုရတာမတရားလုပ်လို့တဲ့သဘောတွေကင်းပြီးတော့တရားသဖြင့်လမ်းမှာလျှောက်တဲ့ပုဂ္ဂိုလ်တွေလမ်းမှာလျှောက်တော့စခန်းမှန်ကိုရောက်တာဒီတည်တော့ဒီဟာတိတ်ပြီးတော့မြန်လို့တံပိုးတတ်ကြတာအဲ့လိုပုဂ္ဂိုလ်တွေကစူးစမ်းတယ်ဘာကြောင့်ဆေကျော်တခရိတိပြည့်စည်ရတယ်လဲဆိုတော့ဗောလေမိဘတွေကိုယ်တိုင်ကကျောင်းပညာအတိုင်းတာကိုသိဥစားပေးလို့တယ်ဆရာလုပ်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲကျောင်းပညာအတိုင်းတာကိုသိဥစားပေးလို့အကြည့်တယ်သူတို့လူရဲ့ဥစားပေးမှုကြောင့်လူငယ်လူရွယ်တွေဟာကျောင်းစာပဲဂရုစိုက်တော့မိဘစီကလည်းပဲ
လူလိုနေတတ်တဲ့နီးဆရာတွေစီကလည်းလူလိုနေတတ်တဲ့နီးလူနဲ့တူအောင်နေတတ်တဲ့နီးတွေမသိတော့ငယ်ငယ်တဲ့ကိုကလူကျင့်နေစပြက်ပြီးတော့လူလိုမနေတတ်တော့ပျက်စီးလိုက်တာခြေကျော်တဲ့လေးတွေအဲ့ပျက်စီးတာကလေးတွယ်လုံးနဲ့ကောင်းလေးတွေကလည်းဘိန်းစားလေးတွေဖြစ်ထိမ့်မနိုင်သိမ့်မရဖြစ်ဒီခါမှာခုနလိုပုံကိုယ်ကြီးဆိုပြီးတော့ဘာကြောင့်ဒီလိုဖြစ်ရတယ်လဲဆိုတော့စူးစမ်းတဲ့အခါမှာမိဘနဲ့ဆရာတွေကကျောင်းပညာအတိုင်းအတာကိုသိဥစားပေးလို့နှလုံးရည်ကောင်းဖို့အကျင့်ကိုဥစားမပေးဘဲနဲ့ပြစ်ထားလို့ဆိုတာပေါ့ဒီဟာသွားတွေ့တယ်ကျတော့လူငယ်လူရွယ်တွေကအစကိုကြည်တရားကောင်းပြီးတော့လူအတိုင်းဝိုင်းကြီးလည်းပဲကောင်းလာဖို့ရတဖြည်းဖြည်းသူတို့ကိုချင်းတရားစာဟောတယ်ကျောင်းကြီးလိုက်ဟောတယ်ဒီဘက်တော်တော်လေးပါလာပြီဟောလို့တော်တော်လေးအသားကျလာတဲ့အခါမှာလူတစ်ထောင်ကိုစမ်းသပ်ကြည့်တော့ကျောင်းပညာအတိုင်းတာရောက်လူတူးတော့ရဲ့ဘဝအစဉ်တမြင့်မှုက25ရာခိုင်နှုန်း25ရာခိုင်နှုန်းပဲတွေ့ရတယ်တဲ့နှလုံးရည်ခေါ်တဲ့ကိုချင်းတရားကြောင့်လူတူးတော့ရဲ့ဘဝအစဉ်တမြင့်မှုက85ရာခိုင်နှုန်းတွေ့ရတယ်ဘုရားသာသနာအခြေမခံတဲ့တိုင်းပြည်တွေကစမှုသိပ္ပံဘလောက်ပဲထုံကားကိုရှိတရားကိုအလေးမထားဘူးဆိုလို့ရှိရင်တော့သွားမှာပဲဘုရားသာသနာထုံကားတဲ့တိုင်းပြည်ဖြစ်ပေမဲ့လို့ကိုရှိတရားကိုအလေးမထားဘူးဆိုလို့ရှိရင်တော့သူတို့လည်းမချဖြစ်မှာပဲဒါသိကြတယ်အဲ့ဘုရားဘာသာမဟုတ်တဲ့တိုင်းပြည်တွေကကိုရှိတရားကိုဥစားပေးနိုင်ရဲ့သားနဲ့ဘုရားသာသနာထုံကားပါတယ်ဆိုတော့တိုင်းပြည်ကကိုချင်းတရားဘာဖြစ်လို့ဥစားမပေးနိုင်တယ်လဲလူပျက်စီးကြောင့်ဘာဝပရဘဝသုတ်တန်တွေဟောထားတာလူအဖွဲ့အစည်းကြီး6ပုံပုံနဲ့ပြီးတော့လူအဖွဲ့အစည်းအချင်းချင်းပေါ်လေဟိုတရားတွေကြည့်အောင်ဟိုတရားတွေအပြီးဟောထားခဲ့တယ်မိဘနဲ့သာသမီဆက်ဆံမှုတရားဆရာနဲ့တပည့်ဆက်ဆံမှုတရားဇနီးမောင်နှံရင်ဆက်ဆံမှုတရားလုပ်ငန်းရှင်နဲ့လုပ်သားဆက်ဆံမှုတရားဉာဏ်တန်ခါနဲ့ဒကာဓမ္မတွေဆက်ဆံမှုတရား6ပိုင်းပြပြီးတော့ခွဲပြီးတော့ခေါ်ထားကြတယ်မြတ်စွာဘုရားအဲ့ဒါတွေဘယ်ရောက်ကုန်မလဲလူအတိုင်းဝိုင်းကြီးစီစီကားကားဖြစ်အောင်လို့မြတ်စွာဘုရားကလူမှုတရားတွေသင်္ကာလောဝါဒတုတ်မှာဟောထားခဲ့တာဘယ်ရောက်ကုန်လို့အဲ့ဒါတွေမိဘတွေဆိုမကောင်းမြတ်တာကောင်းရညွန်လားအတတ်တင်စေဆရာတွေဆိုလို့ရှိရင်အတတ်လဲတင်ပဲ့ပြည့်စုံမှဆိုတာပါဘယ်ရောက်ကုန်လို့မရှိဘူးအညာစားအနေလေးတော့ပြုတယ်အာဟုတော့ကြက်ထားတယ်လက်တွေ့မကျင့်သမျှကာလပတ်လုံးဘုန်းကြီးတို့တိုင်းပြည်ဘယ်တော့မှမကောင်းဘယ်တော့မှမကောင်းဘုရားရဟန်းတော်တွေကစားအဲ့ဒါတွေပြတ်ထားပြီအများစုဒီတော့ငါတို့သားဖပြင်ထိုင်ကြဥစုဆိုတာမျိုးလိုပေါ့လေပြင်ထိုင်လဲလို့ရှိရင်ခုနအတ္တမိကသုတ်တံမှာလာတဲ့အုတ်ချုပ်သူကအစာအကျင့်ပြစ်တာတွေတိုင်းသားပြည်သူအကျင့်ပြစ်တာတွေအကုန်လုံးကျင့်ပြစ်တာတွေဟာပြစ်တဲ့တဲမှာအကောင့်လေးရောက်လာလို့ရှိရင်တဖြည်းဖြည်းကောင်းစားပြရနေပြီးတော့ခိုင်မှာကောင်းလာပြီဆိုရင်သုတ်ကမှတက်ကဖြစ်လာမယ်ဒီခါကြလို့ရှိရင်နေလာအတော်လာတွေမှန်လာမယ်နိခတ်တိအတော်လာတွေမှန်မယ်နေလာအတော်လာမှန်လို့ရှိရင်ရာသီဥတုတွေလည်းမှန်မယ်ရာသီဥတုတွေဒီအမှန်ကိုအမိပြုပြီးတော့စိတ်ပြိုးတဲ့ပုံကိုယ်တွေလည်းပဲစိတ်ပြိုးကနေကောင်းပြီးတော့စီဩဇာနဲ့ပြည့်စုံတဲ့အတိအနံတွေဖြစ်ထွန်းမယ်ငကောကတရားတွေရှိထားတော့ကိုယ်တွင်းကတရားတွေပေါ့လေကောင်းနေပြီဆိုလို့ရှိရင်အကောင်းနဲ့ကြုံမယ်သုက္ကကတက်ကဖြစ်လာမယ်
ဒီခါမှာကခရမ်းရောင်ယုံကြည်ဆိုတာပေါ့လေထိလိုက်လို့ရှိရင်ကိစ္စဖြစ်တတ်တယ်ဆိုတာအဲ့ဒါတွေလည်းရှိမှာမဟုတ်တော့ဘူးအကျင့်ပြက်လို့ဒီယောက်ျီးကကြောက်เสียကောင်းတယ်ထားမှန်ကတော့ဘုရားလူကြီးဆိုရင်ဘာမှကြောက်เสียမကောင်းဘူးကြောက်เสียကောင်းတာကကိုယ်တွင်းကအကျင့်ပြက်ပြီးတော့ယောဂမျိုးစုံဖြစ်စီတတ်တဲ့ရိုးရိုးလိုချင်မှုရိုးရိုးစိတ်ပြက်စိတ်ဆိုးမုန်းကြမှုရိုးရိုးမိုင်မဲမှုရိုးရိုးတဲ့လွန်ပြဲပြီးတော့တကူကောင်းဆံတစုကောင်းဆံလောဘမုန်းရိုးတဲ့ဒေါသမိုက်ကန်းတဲ့မောဟပေါ်လေအဲ့ဒါတွေကျော်ပါတော့လုံနိုင်လို့ရှိရင်တကူရေလုံနေချင်းတကူရေပေါ့လေခေါင်းလာမှာပဲမိသားစုလုံနေမိသားစုကောင်းလာမှာပါအဲ့ဒီအုပ်စုလေးတွေမြောက်အောင်လုပ်လာလို့ရှိရင်တော်တော်လေးကောင်းလာမှာပဲအဲ့ဒါဖျားဟောပဲနားရတာကြားပြီးတော့လက်တွေ့မကျင့်သုံးဘူးဆိုလို့ရှိရင်တော့အဓိပ္ပာယ်မရှိဘူးဒီတော့ကိုကောင်းသလိုမိသားစုလည်းကောင်းဖို့ဝန်းကျင်လည်းကောင်းဖို့ရာအတွက်ကိုထိန်းဖို့သိအရေးကြီးပြီဆိုတာပေါ့လေကိုမဖြစ်စီအောင်ထိန်းဖို့ဆိုတာကအရှက်အကြောက်မတရားတွေလုပ်ရမှာပြောရမှာကြံစည်ရမှာယွန်းစရာဆိုတာပေါ့လေမစင်လို့ယွန်းစရာချစ်တော့ပူးနေတဲ့တန်လုံးကိုကိုင်ရမှာပူမကြောက်တာအဲ့ဒီလိုမျိုးလို့ပေါ့လေအကျင့်ဆိုးတွေကိုလုပ်ရမှာပြောရမှာကြံစည်ရမှာယွန်းတာမစင်လို့ယွန်းတာမကောင်းကျိုးတွေရပြီးတော့ပူလောင်ဆင်းရဲမှာကြောက်တာဟိရိယတ္တပဒါအရှိတ်ကြောက်တရားခေါ်ပါတယ်အဖြူကံတရားခေါ်ပါတယ်အဖြူကဟအပူထဲသွားလို့ရှိရင်အပူကိုကန်ထုတ်တယ်အမဲကအပူဆုပ်ယူတယ်မင်းရစ်တာကအရှက်မဲ့အကြောင်းမဲ့ကိုမင်းရစ်တယ်ခေါ်တယ်ရှစ်ကြောက်နဲ့တအဖြူကံပူတံကန်ထုတ်တည်တယ်ရှစ်ကြောက်မဲပြအမဲခံပူတံဆုပ်ယူတည်တယ်အရှက်ကြောက်မဲတဲ့ပုဂ္ဂိုလ်တွေဟာအာဟုတုပြုရမှာပြောရမှာကြံစည်ရမှာဘာမှမကြောက်ဘူးအမဲခံထားတော့အပူတွေဆုပ်ယူတော့သူတို့မှပူလောင်နေဆင်းရဲတယ်အာဟုတုယုံကြောက်တော့အဖြူခံထားတဲ့ဟိရိယတ္တပရှိတော့အဲ့ဒီဟိရိယတ္တပအဖြူခံကအပူဓာတ်ကိုကန်ထုတ်တယ်အပူသက်တာတယ်အဲ့ဒီတစ်ခုရှိနေပြီဆိုလို့ရှိရင်ရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ်ကဘာလေးမပျက်စီးရအောင်လို့ဆောက်ရှောက်ထားတယ်အဲ့ဒါလောကပါဠိခေါ်တယ်ကိုယ်ပိုင်ကဘာလေးမပျက်စီးအောင်ထိမ့်သိမ့်ထားတာကိုယ်ပိုင်ကဘာလေးမပျက်စီးအောင်ဘုရားလိုတော်ကြပြုချက်တွေရှောင်ရှားပြီးတော့ကောင်းတဲ့ပြုမှုတွေပြုမှုပြီးဆိုလို့ရှိရင်ကိုယ်ပိုင်ကဘာလေးထိမ့်နိုင်တဲ့အတွက်ဝန်းကျင်ကဘာလေးကိုလည်းပဲအေးချအောင်ပြုလို့ရောက်တာပဲကိုစီအဲ့ဒီကိုယ်ပိုင်ကဘာလေးတွေထိမ့်နိုင်လို့ကိုစီအေးချမှုရသွားပြီဆိုလို့ရှိရင်ဝန်းကျင်လည်းအေးချမှုရမှာပဲအခုတော့အရှက်မဲ့တဲ့ကိုယ်ပိုင်ကာကွယ်တဲ့တရားလည်းကင်းမဲ့သွားတော့ကိုယ်ပိုင်ကဘာလေးလည်းပြက်ပြီးတော့ဝန်းကျင်လည်းပဲပူလောင်ဆင်းရဲတယ်အရှိတ်ကြောက်ရှိပြီးတော့အပူဓာတ်မကောင်းတာတွေကန်ထုတ်ပြီးတော့ကိုထိန်းထိုင်တဲ့ကိုယ်ပိုင်ကဘာလေးကိုမပျက်စီးအောင်ထိန်းနိုင်တဲ့အရှိတ်ကြောက်ရှိပြီဆိုရင်ရှိသလောက်အားကောင်းသလောက်ရှိအောင်အားကောင်းပြုလုပ်တဲ့ပုဂ္ဂိုလ်မှာဂုဏ်ကြီးတွေပြက်ပြီးတော့ကျုံ့ဖိန်တော့တာမရှိတော့ဘူးဂုဏ်ကြီးတွေနဲ့ထုံးတောက်လာမှာပဲကိလာထဲရင်ကိုမှုနှုတ်တွေစင်ကြယ်ပြီးတော့ထုံးတောက်လာမယ်စိတ်တွေငြိမ်သက်အောင်လုပ်လို့ရှိရင်စိတ်တွေတန်ရှင်းပြီးတော့ထုံးတောက်လာမှာအတိညာဉ်တွေဖြစ်ပြီးတော့လို့ရှိရင်အတိညာအရာထုံးတောက်လာမှာခုနတရားအားထုတ်လို့အနည်းဆုံးတစ်ပတ်တစ်ခုလောက်ရသွားပြီဆိုလို့ရှိရင်အဲ့ဒီအဆင့်လောက်ရောက်တဲ့ပုဂ္ဂိုလ်ဟာအရှိတ်ကြောက်လည်းပဲတော်အားကောင်းသွားပြီပြီးတော့ကိုစောင့်ထိန်နဲ့ကိုယ်ကဘာလေးကိုမပြည့်အောင်ထိမ့်သိမ့်နဲ့ဟိရိယတ္တပအဲ့ဒါအားကောင်းသွားပြီတတိအားကောင်းရင်အားကောင်းသလောက်ကိုယ်ကဘာလေးမိမ့်မအောင်ပြုတတ်တဲ့တရားတွေရှောင်လေပို့ပြီးတော့ကိုယ်ကဘာလေးဟာထွန်းတောက်ပြီးတော့
ဝန်းကျင်လည်းပဲအေးချမ်းလေးဖြစ်လာမယ်အဲ့ဒါဒေဝဓမ္မခေါ်တယ်ဘုမာပြေမှာအဲ့ဒီဟိရုတ္တပခေါ်တဲ့အရှိတ်ကြောက်တရားပေါ်လေမဲ့ပြီးတော့အာဟိရိကနုတ္တပအရှိတ်ကြောက်မဲ့တာလေအဲ့ဒီတရားတွေလွှမ်းမိုးတဲ့အတွက်ကိုမထိန်နေတော့ဝန်းကျင်ကဘာလေးလည်းပဲပြည့်စည်တယ်အဲ့ဒီပုဂ္ဂိုလ်ကလည်းပဲကောင်းတဲ့ဂုဏ်လေးနဲ့ထုံးထုတ်တာမရှိဘူးလူဤသွေးတွေပေါ်လေးပြည့်စည်ပြီးတော့လူမဲ့မတူတာတွေလူစိတ်ထားမတတ်တာတွေလူသိညာမရှိပြီးတော့လူမိုက်ကန်းကနေဖြစ်ကြတယ်ဒါဖျားဟောတယ်ပဲအဲ့ဒါဒီကောင်းသဘောပေါက်နားလည်ပြီးတော့ပေါ့လေအရှိတ်ကြောက်ကတိတ်အရေးကြီးတယ်ဆိုတာပေါ့လေအရှိတ်ကြောက်ရှိပြီးတော့မျက်မှောက်မှာရောဟန်ဆောင်မဟုတ်ဖဲနဲ့တကယ်ကိုသဘာဝကြကြအကြည့်ပြတ်တာတွေကိုရှောင်ရတဲ့တတ္တိတွေမွေးပြီးတော့မျက်ွယ်မှာလည်းပဲအဲ့ဒါတွေကိုရှေ့ကြောက်ရှိပြီးတော့ယုံမုန်းဆက်စုပ်ပြီးတော့တတ္တိရှိနဲ့ဝိရိယကောင်းကောင်းနဲ့တတ္တိရှိနဲ့ကြိုးစားကြမယ်ဆိုလို့ရှိရင်တော့ခုနကလိယုကခေါ်တဲ့စုတ်ကပ်ကနေပြီးတော့တက်ကပ်ဖြစ်လာမှာပဲအဲ့ဒီအချိန်လေးကိုသိကြတဲ့အခုသိဉာဏ်ကာလဒီကကုန်ခဲ့တဲ့ရက်တွေကိုပေါ့လေကုသိုလ်အထက်တန်းစားကုသိုလ်တရားတွေနဲ့နှုတ်ဆက်ခဲ့ပြီးတော့နှစ်ဟောင်းကိုနှုတ်သက်ခဲ့ပြီးတော့နှစ်သက်ကိုကုသိုလ်တရားတွေနဲ့ကျူဆူတဲ့အခါမှာရိတ်တံမှာရှိတဲ့အခါတော့ကျိုးစုံမှုသာရှိပြီးတော့အပြေရောက်သွားတဲ့အခါမှာနေ့စဉ်နေ့တိုင်းပေါ့လေလတိုင်းဒီကျိုးစုံမှုတွေရပ်ထားလို့ရှိရင်တော့ရက်တိုင်းကုသိုလ်တရားနဲ့ကျိုးစုံမှုတွေပြည့်ပြားတော့ကိုယ်မှာအကျင့်တွေပြည့်မှာပဲဒီတော့တင်ညာယောဂီတွေဘုန်းကြီးကမေးကြပါတယ်မြတ်စွာဘုရားလူတော်ကြကိုကြည့်ရတဲ့အထက်တန်းစားတရားတွေအေးရောက်တော့လူမှုကိစ္စတွေကများတော့ဒီမှာပဲပြန်အထားခဲ့မလားနောက်နေ့ကျမှပြန်ယူမလားထားခဲ့မယ်နော်ဟမ်ထားခဲ့မလားကဲဒါမဲ့မထားဘူးဆိုလို့ရှိရင်လက်ညှိုးထောင်ကြပါဒါတိတ်မမြန်ဘူးလက်ညှိုးထောင်တာအမခံမလားစာချုပ်မလားအမခံထားရင်အမခံရတဲ့အတိုင်းဂတိမြောက်လုပ်ရတယ်နော်ဟုတ်လားဂတိမမြဲလို့ရှိရင်စာချုပ်ဖြစ်လို့ရှိရင်စာချုပ်ဖြစ်တဲ့အတွက်ကိုယ်မှလည်းပဲနစ်နာမယ်ဟုတ်လားအဲ့တော့ဒီဂတိကိုအရေးပါဆုံးစောင့်နိုင်လို့ရှိရင်ဒီဂတိထိနိုင်လို့ရှိရင်ကိုယ်ဘဝရောကိုယ်ပတ်ဝန်းကျင်ရောမြန်မာပြည်ရဲ့လူရည်ကြီးမှုကြီးရောထိနိုင်ပြီးတော့အခြားခရိယာနဲ့အထူးသဖြင့်ကြောက်စရာကောင်းဆုံးဖြစ်တဲ့ခရိမွတ်စလင်ဘောဘုရားမမြင်ရအောင်နေရာမရအောင်ပေါ့လေကွတ်စီတကူရီသာသနာပြည့်စုံပြီးတော့အတိအသီးသာသနာပိုင်ဖြစ်အောင်အိမ်မှာလည်းပဲအခုလိုတရားထုတ်တဲ့အချိန်လေးတက္ကနာထုတ်ပြီးတော့ကြိုးစားအထုတ်နေကြတဲ့တကယ်ပြည်တော်စုသားကောင်းတွေမြို့သားမြို့သမီးတွေဘုရားကြီးကျဲကိုထိမ့်သိမ့်တကယ်ထိမ့်သိမ့်နိုင်တဲ့သမယုကြလွန်ဘုရားဘာသာဝင်တွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေလို့လေးလေးနဲ့တိုက်တွန်းရင်းနဲ့ဒီနေ့တိတိကုတရားအဆုံးသတ်လိုက်ပါတယ်